နေ့သာသနာတော်နှစ်2559ခုနှစ်ကောဇာသက္ကရာ1389ခုတပုတ်တွဲလဇန်2ရက်ခရစ်နှစ်2016ခုနှစ်2လပိုင်း10ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနစကိုင်းတိုင်းဖောင်းပြင်မြို့တောင်ဖီလာကျောင်းဝင်းအတွင်းရှိမဟာမုနိဘုရားကြီးဝင်းအတွင်းဓမ္မပူဇနိယနေရာဌာန၌ဖောင်းပြင်မြို့နယ်ဂောဇကံအတွင်းသရင်သုံးနေထိုင်တော်မူကြကုန်သောမြတ်စွာဘုရားအမှုရှိသောအရိယာနွယ်ဝင်သံဃာတော်ထီအရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်တောင်ဝီလာကျောင်းတိုင်ဆရာတော်ဘုရားကြီးအမှုထား၍ဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောဖောင်းပြင်မြို့ကျွန်းရွှေဝါရပ်ကွက်နေကွယ်လွန်သူအဖိုးဦးထွန်းဆင့်ဖခင်ကြီးဦးကျော်ထွန်းတို့အားရည်စူး၍မိခင်ကြီးဒေါ်ခင်သန်းအားအမှုထားလျက်မောင်နှမသာသမီမောင်နှမများဖြစ်ကြသောမခင်မာဦးမောင်အောင်မြတ်စိုးမခင်မာစိုးမခင်မာတိုးမခင်မာဖြိုးမိသားစုတို့နှင့်တကွဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့မှစုပေါင်းလှူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူတယံဘူဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင်းမဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရည်ဤအမြိုက်စိတ်တော်တို့ကိုတိုက်ကြွေးတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2559ခုနှစ်တိုင်တိုင်အတွန်းရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃာသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွာဥစဉ်အားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လဲနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗိလမ်းပြသွန်သင်ဆုံးမပြီးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆက်သောအားဖြင့်၎င်းဦးဇင်းဤမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမဲ့ဓမ္မဒေသနာယဓမ္မပူဇနိယဓမ္မဒါနကောင်းမှုနိဗ္ဗာန်စုနတ်လူသာဓုခေါ်စေတော်
ကဲဦးဇင်းတို့တွေတရားဟောတရားနာဓမ္မဒါနကုသိုလ်မပြုကြခင်လေးမှာတရားပိုင်ရှင်ဖြစ်သောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားပူဇော်ရအောင်ဩဝါဒပါတိမောက်ဒေသနာကိုနာကြားပါမယ်အလုံးလက်အုပ်ချီမျက်စိလိမ့်မှိတ်ပြီးတော့ဗုဒ္ဓရှင်တော်မြတ်ဘုရားတို့ရဲ့ဩဝါဒပါတိမောက်ဒေသနာကိုကြားနာကြရအောင်နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗဗာပတ္တအကရဏံကုသလတဥပသံပဒာသစိတ်တပရိယောဓပနံဣဒံဗုဒ္ဓနာသာသနံခန္တီပရမံတဘောတိတိခာနိဗ္ဗာနံပရမံဝရန္တိဗုဒ္ဓံနဟိပပစီတောပရုပဂာတိနသမနောဟောတိပရံဝိဟေတယံတောအနုပဝါဒောအနုပဂါတောပါတိမောက္ခေသသံဝရောမတ္တိညုတာသဗတ္တသမိပန္တင်သတယနာတနံအဓိစိတ်တေသအာယောကောဣဒံဗုဒ္ဓနာသာသနံသဗ္ဗပပတ္တအလုံးစုံသောအကုသိုလ်ကိုယံအကရဏံအကျင့်မပြုကျင့်ခြင်းသည်၎င်းကုသလတကုသိုလ်ကိုယာဥပသံပဒာအကျင့်ပြည့်စုံစေခြင်းသည်၎င်းယံသစိတ်တပရိယောဓပနံအကျင့်မိမိစိတ်ကိုဖြူစင်စေခြင်းသည်၎င်းအဋ္ဌိရှိ၏ဣဒံဤအဆုံးမတရားတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တိုင်းဘုရားရှင်တိုင်းတို့၏သာသနံကြီးစွာသောအဆုံးမတော်သည်တိတိခာသီခံခြင်းဟုဆိုအပ်သောခန္တီခန္တိသီခံခြင်းခန္တိသည်ပရမံမြတ်သောတပောအကျင့်သည်နိဗ္ဗာနံကိလေသာမှငြိမ်းအေးခြင်းနိဗ္ဗာန်ကိုပရမံမြတ်ဤဟု၍ဗုဒ္ဓမြတ်စွာဘုရားရှင်တို့သည်ဝရန္တိဟောတော်မူကြကုန်၏ပရုပဂာတိသူတစ်ပါးအသက်ကိုသတ်ဖြတ်လေရှိသောသူသည်ပပ္ပစီတောယဟန်မည်သည်ဝါဗုဒ္ဓဤတပိသာသာဝကမည်သည်နဟိဟောတိစင်စစ်မဖြစ်ပရံသူတစ်ပါးကိုဝိဟေထယံတောကိုယ်စိတ်ပင်ပန်းအောင်ညင်ပန်းနှိမ့်ဆက်လေရှိသောသူသည်သမနောဗုဒ္ဓဤတပိသာသာဝကမည်သည်ဝါစိတ်နှလုံးငြိမ်းအေးချမ်းသာသူသည်နဟောတိမဖြစ်အနုပဝါဒောမဆွတ်ဆွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပဂါတောမငင်းစေမတတ်ဖြတ်ခြင်းသည်၎င်းပါတိမောက္ခေအကြည်မူဖြစ်သောကာယဝစီမနောသုံးလီသောသီလတို့၌သံဝရောစကောင်းစွာဆောင်စည်းခြင်းသည်၎င်းပတ္တသမိန်ဆွမ်းဘောဇင်ဤမတ္တင်ညုတာစအတိုင်းရှိကိုသိသည်ဤအဖြစ်သည်၎င်းပန္တင်စတယနာတနံစိတ်ငြိမ်ရာဖြစ်သောနေရာကြောင်း၌နေခြင်းသည်၎င်းအဋ္ဌိစိတ်တေစိတ်ကိုအစိုးရခြင်းသည်ဟုသောအဋ္ဌိစိတ်တသိက္ခာပဒ၌အာယောဂောစလုံလပြုခြင်းသည်၎င်းအဋ္ဌိရှိ၏ဣဒံဤအဆုံးမတရားတို့ကိုဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တိုင်းဘုရားရှင်တိုင်းတို့သည်သာသနံကောင်းစွာမသွေဟောကြားဆုံးမတော်မူခဲ့ကြပါပေကုန်သတည်း
ကဲတို့ဓမ္မတွေအားလုံးဖောင်းပြင်မြို့နယ်အတွင်းမှာမိတင်းနေထိုင်ကြတဲ့လူနာမြမတတ္တဝါများနဲ့တကွယနေ့တရားချစ်ခင်စိတ်ကောင်းဝင်၍တရားနာကြွရောက်လာသောဓမ္မမိတ်ဆွေယောဂီများအားလုံးကိုယ်စိတ်နှပါငြိမ်းအေးချမ်းသာမှုနဲ့ပြည့်စုံကြပါစေစိတ်နှလုံးအေးချမ်းသာယာဘေးရန်ကွာ၍တန်တရားဝတ်ဆင်းရဲအပေါင်းမှကင်းဝေးလွတ်မြောက်ကြပါစေလို့အားလုံးရှေးဥစွာဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်ကဲဒီနေ့တို့တွေဒီနေရာဒီဌာနမှာဦးဇင်းတို့ဆုံတွေ့ကြပြီဒီတော့တို့တရားဓမ္မတွေဒီကိုဘာလာလောက်ကြတာလဲတရားလာနာတာဘာလိုခြင်းလို့တရားလာနာတာဩဟုတ်ပြီဘာလိုခြင်းလို့နိဗ္ဗာန်လိုခြင်းလို့တဲ့နိဗ္ဗာန်ကဘာဖြစ်လို့လိုခြင်းရတာလဲကောင်းပါလေဖြေတဲ့အဖြေတွေကောင်းပါလေနော်တရားလာနာတာဘာလို့ခြင်းလို့တော့ဘာလို့ခြင်းလို့တော့ဆိုတော့နိဗ္ဗာန်လိုခြင်းလို့နိဗ္ဗာန်ဘာဖြစ်လို့လိုခြင်းတာလဲနိဗ္ဗာန်ကဒုက္ခငြိမ်းအေးတဲ့နေရာမို့လို့ဟုတ်လားအလုံးဒုက္ခကမငြိမ်းချင်ဘူးလားအားနည်းနေတယ်လို့ပဲစိတ်မပါလက်မပါဖြေနေတဲ့အတိုင်းပဲအလုံးဆင်းရဲဒုက္ခကမလွတ်ချင်ဘူးလားလွတ်ပါအဲ့လိုနော်အလူတကာထမင်းမကြွေးဘူးလားဟမ်ကဲဒါဖြင့်မေးမယ်ဆင်းရဲဒုက္ခကနေကဲတင်ပေးမဲ့သူကိုလိုချင်သလားကဲတင်ပေးမဲ့လမ်းစဉ်တရားကိုလိုချင်လားကဲမဲ့လူမလိုဘူးပေါ့ပြဿနာတော့စပြီစဉ်းစားပြီးဖြစ်နော်ဦးဇင်းကသူတော်ကောင်းတို့ကိုရည်ရအောင်ပြောနေတာတော့မဟုတ်ဘူးနော်ဟမ်ကဲတင်ပေးမဲ့ပုဂ္ဂိုလ်လိုချင်သလားကဲတင်ပေးမဲ့လမ်းစဉ်တရားလိုချင်လားပုဂ္ဂိုလ်မလိုဘူးပေါ့အဲ့ဒီပါဦးဇင်းတို့သိထားကြဖို့ကဦးဇင်းတို့သူတော်ကောင်းတို့အခုတန်တရားမလဲခဲ့ကြဘူးလားလဲခဲ့တယ်လို့အားလုံးနားလည်ထားတယ်ပေါ့နော်အဲ့တော့သူတော်ကောင်းတို့မှာအတိတ်တန်တရားဆိုတာရှိခဲ့မရှိခဲ့ရှိခဲ့တယ်ယခုဘဝမှာတန်တရားစခန်းကိုဏိကုံးမချုပ်နိုင်ကြသေးဘူးဆိုရင်အနာဂတ်တန်တရားဆိုတာကောရှိနိုင်မရှိနိုင်ဟုတ်ပြီအဲ့ဒီတန်တရားတစ်ခွဲမှာကျင်လည်နေခဲ့ကြတဲ့ဦးဇင်းတို့သူတော်ကောင်းတို့တွေဟာချမ်းသာခဲ့ကြလားဆင်းရဲခဲ့ကြလားဒါလည်းသိကြပြီအဲ့ဒီဆင်းရဲကိုဘယ်သူလုပ်တာလဲဟေးဒကာကြီးတွေနော်ပေါ်ပေါ်လေးကြုံတယ်လို့မဖြေဖို့ရယ်ဖြေရိုးဖြေစဉ်ဖြေနေကြလမ်းစဉ်အတိုင်းပဲသမယိုးကြဒုံးတိုက်ကြီးမဖြေဖို့ရယ်ဦးဇင်းကကြိုတင်ပြီးတော့နော်လေးစားစွာနဲ့မေတ္တာရက်ခံပြီးပန်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့တကယ့်ကိုယ်ပိုင်အတွေးခေါ်ဉာဏ်ကိုရစေခြင်းလို့မေးနေတာဟမ်အဲ့ဒီဆင်းရဲကိုလှုပ်ခဲ့တဲ့ပုဂ္ဂိုလ်ရှိလားဘယ်သူတော့အဲ့ဒါဒုဗုဒ္ဓသာသနာလမ်းစဉ်ရဲ့အရေးကြီးဆုံးအချက်ပဲကဲ
သူတော်ကောင်းတို့ဖြေတတ်တဲ့လမ်းကြောင်းကနေနည်းနည်းလေးတီးခေါက်ပြပါမယ်ဗျာအခုသူတော်ကောင်းတို့မှာရှိနေတာခန္ဓာဘယ်နှပါးလဲဒီလိုကြလာတော့မှာသိတယ်ကုံလုံးကြမ်းတတ်ပေတတ်စာတတ်ပေတတ်တွေဆိုတော့ကျုပ်ကသိပြီးသားနော်ခန္ဓာဘယ်နှပါးကဲအချင်းချုပ်ရင်ယုတ်တရားနဲ့အဲ့ဒီခန္ဓာနှစ်ပါးခန္ဓာ၅ပါးယုတ်နာနှစ်ပါးထဲမှာပုဂ္ဂိုလ်တ attva ပါသလားခုလိုကြလည်းမပါပြန်ဘူးဟမ်အဲ့ဒီမှာငါကိုငါဟာငါဥစ္စာကိုရှိသလားရှိပါဘူးဗျာဒကာကြီးဦးလာသိမောကြည့်မနေနဲ့အရေးကြီးပြီဗျနော်ဒီနေ့တရားလေဒီလို့အမည်ရတဲ့ဓမ္မရိပ်သာထဲမှာဖြစ်တဲ့အတွက်နော်တခြားသောညတွေမှာဦးဇင်းတို့ဟောခဲ့ကြသလိုနော်လူငယ်ကလေးတွေအတိကိုမူချိုအတိပေးနေတဲ့တရားပွဲလိုမျိုးမဟုတ်ဘဲနဲ့ကျေးဇူးရှင်လေဒီဆရာတော်ဘုရားကြီးကိုပူဇော်သောအဖြစ်သူတော်ကောင်းတို့ရဲ့အတိဉာဏ်တွေတိုးပွားစေရေးဉာဏ်ကြီးစေရေးဉာဏ်ထက်စေရေးအကြောင်းပြုပြီးတော့ဒါတရားပလင်စပြီးတော့ဖွင့်နေတာဟုတ်ပလားပေါ်မနာနဲ့ပေါ်မတွေးနဲ့အဲ့တော့စမေးကြတဲ့ကရင်တို့ဒုက္ခကလွတ်ချင်လို့တရားလာနာတယ်လို့မပြောဘူးလားအဲ့ဒီဒုက္ခလွတ်ကြောင်းကိုကယ်တင်မဲ့ပုဂ္ဂိုလ်ကိုရှားမှာလားကယ်တင်ရေးတရားရှားမှာလားတရားရှားမှာဟုတ်ပြီနော်ဒီတော့သူတော်ကောင်းတို့ကတကယ်အားကိုးရမှာကသူတော်ကောင်းတို့ကိုဒုက္ခတန်တရားကလွတ်မြောက်ကြောင်းကဲသူကတော့သွားသောတာပတ္တိမဲ့သောတာပတ္တိဖို့ဒီနေ့တရားတကာတရားအလူတကာမကြီးကရောအနာဂံယူဟာနောက်ကလာတဲ့ပုဂ္ဂိုလ်သီလရှင်တွေကယဟနာဖြစ်အောင်ဖွတ်ဆိုလုပ်ပေးလို့ရလားကဲလို့ရလားအဲ့တော့ကိုယ်ဒုက္ခကလွတ်မြောက်ဖို့ကိုနော်ဘာကမှလွတ်အောင်လုပ်ပေးနိုင်တယ်ဒုက္ခလွတ်ကြောင်းမဂ္ဂင်တရားမရှိဘူးလားမဂ္ဂင်ဆိုတာပါဠိလိုမြန်မာလိုပြောရင်လမ်းစဉ်ဒီတရားလမ်းစဉ်အတိုင်းရှောက်မှတန်တရားဒုက္ခကလွတ်မှာဒါတစ်ပိုင်းအခုသူတော်ကောင်းတို့တန်တရားသခွင်လုံးဒုက္ခတန်တရားမလဲခဲ့ဘူးလားဟုတ်ပြီအဲ့ဒီဒုက္ခတန်တရားလဲအောင်ဘယ်ပုဂ္ဂိုလ်ကလုပ်ခဲ့တာလဲလာပြန်ပြီမိပုဂ္ဂိုလ်ပါသလားဟောပါသလားဆိုမပါပြန်ဘူးဒါအရေးကြီးဆုံးပဲဒကာဓမ္မတွေဦးဇင်းတို့ကပြဿနာအရင်းမြစ်ကိုမသိခဲ့ကြလို့တန်တရားလဲနေတာအဲ့တော့အခုသူတော်ကောင်းတို့ခုနကဆိုသွားတယ်အဝိဇ္ဇာနဲ့တဏှာအရင်ကံဥပါဒံကံကြောင့်ယုတ်နံပေါ်အပင်မကံကြောင့်နိုင်ယုတ်ကြောင့်ကံအဖန်ပန်ဖြစ်ပြန်ဤအလျောမြမတကြားစသည်များကထင်ရှားပြုပြင်စီရင်ဖန်ဆင်းအကြောင်းရင်းကြောင့်လူနတ်များစွာတတ္တဝါတို့ဖြစ်လာရမှုမဟုတ်ဟုတော့ဩခဲ့ကြတာပဲဩခဲ့ကြတာပဲဒီခုနကတပည့်တော်တို့လုပ်ခဲ့တာဆိုရင်အရင်ဘဝကတပည့်တော်ကအခုတပည့်တော်ပဲလားဟမ်ဒါပေမဲ့အခုတပည့်တော်ကတော့နောက်ဘဝရှိအောင်မလားဟောတပည့်တော်ဆိုတာအရင်ဘဝယုံနာကိုပြောတာလားဒီဘဝယုံနာကိုပြောတာလားနောက်ဖြစ်မဲ့ယုံမြန်ကိုပြောတာလားအဲ့ဒီဘဝယုံနာကြီးကအရင်လောက်ခဲ့တယ်ဆိုတာဖြစ်နိုင်ပါမလားဟောကဲဒါဆိုရင်ဒါနောက်မှထားတရားအရင်ဟောမယ်ဇလန်းအရင်ပြောမယ်ပြောတာတရားဆိုတာကနော်ဒီတရားစဉ်ကိုနောက်ပိုင်းသိမ့်တော့လက်စတတ်ကြတာပေါ့အဲ့တော့အခုဦးဇင်းတို့တန်တရားလဲခဲ့ကြတာခန္ဓာပေါင်းဘယ်လောက်ရပြီးပြီလဲ
ဘယ်နှဘဝရပြီးပြီလဲဘယ်နှခါသေပြီးပြီလဲသေချာပြင်တော့မေးနေတာကိုသေချာပြင်တော့နာကတရားနာညာငါခန္ဓာလဲပေါ်ပေါ်မလုံးနဲ့ခင်ဗျားတို့နှလုံးသွင်းတဲလိုက်တာနဲ့တစ်ချက်တည်းပြီးတဲ့တရားတွေကြီးပဲဟုတ်ပလားနှလုံးသွင်းတဲလိုက်တာနဲ့အော်ဆိုတာနဲ့ဇလန်းပြီးပြီနိဗ္ဗာန်ရောက်ကြောင်းဆိုတာခက်ခဲအလွန်ခက်ခဲတဲ့အလုပ်တော့မဟုတ်ဘူးသို့တော့နော်လမ်းကြောင်းတက်အောင်ဉာဏ်အမြင်မစူးရှလို့သာလျင်တို့တွေမပေါက်မြောက်တာအဲ့ဒီလမ်းကြောင်းတက်မှတ်ဖို့ရလဲယခုလိုတရားများအဖန်ဖန်ဆင်ခြင်နေမှသာလျင်သူတော်ကောင်းတို့လမ်းမှန်ပေါ်ကိုရောက်မှာအဲ့တော့ဘဝများစွာသူတော်ကောင်းတို့ရရှိခဲ့ပြီးပြီဆိုတာမသိကြဘူးလားရပြီခွေးဖြစ်ခဲ့တဲ့ဘဝနတ်ဖြစ်ခဲ့တဲ့ဘဝမြမဖြစ်ခဲ့တဲ့ဘဝလူဖြစ်ခဲ့တဲ့ဘဝပိဋ္ဌာဖြစ်ခဲ့တဲ့ဘဝငရဲရောက်ခဲ့တဲ့ဘဝများစွာမရှိဘူးလားဒါဖြင့်ဘယ်ခန္ဓာအဲ့ဒီဘဝပေါင်းများစွာထဲမှာဘယ်ခန္ဓာကိုယ်ခန္ဓာကိုယ်လဲဘယ်ခန္ဓာမှကိုယ်ဟာလို့ပြောလို့အေးတကယ်ရှိနေတာလောကမှာအကြောင်းတရားနဲ့အဲ့တော့ဒုက္ခကိုဖြစ်စေတာလေပုဂ္ဂိုလ်ကဖြစ်စေတာလားတရားကဖြစ်စေတာလားခင်ဗျားတို့မဖြေလို့ကျုပ်ကဇွတ်လုပ်လိုက်ရတယ်ကျုပ်ပြောတဲ့နောက်ကိုခင်ဗျားတို့လိုက်လာတာမျိုးကိုကျုပ်ကမလိုချင်ဘူးတရားဟောနေတာဟုတ်ပြီနော်ဥဒုမင်္ဂလာကရှေ့ကနေအယောင်ပြဆွဲပြီးတော့ပရိသတ်နားထောင်ကောင်းအောင်ဆွဲခေါ်သွားတဲ့ဓမ္မဂရိကမျိုးလုံးဝမဖြစ်ချင်ဘူးတရားပလင်ပေါ်တက်လိုက်ရင်ခင်ဗျားတို့ကိုတရားသိပေးအောင်သင်ပေးနိုင်တဲ့ကျုပ်ကိုကျုပ်ကတိကဆရာတစ်ပါးကျောင်းစာသင်နေတဲ့ပုဂ္ဂိုလ်တယောက်လို့ထားတာဟိုသူတို့ပြောတဲ့ဓမ္မဂရိကဘာညာကျုံနားမလဲဘူးကျုံနားလဲတာတရားသင်ဖို့ပလင်ပေါ်တက်လာတာဘာလို့မလို့အဲ့တော့အခုသူတော်ကောင်းတို့ဒုက္ခငြိမ်းအောင်ပုဂ္ဂိုလ်ကကယ်နိုင်သလားဒါပြတို့ကပုဂ္ဂိုလ်ကိုရှာဖွေရမှာလားလမ်းစဉ်တရားကိုရှာရမှာလားဒီနေ့လောကကြီးမှာဒါပဲဘဝတစ်ခုကိုအောင်မြင်ခြင်းရင်ဘဝအောင်မြင်ရေးလမ်းစဉ်ရှိရမယ်မိသားစုတစ်ခုကိုအောင်မြင်ခြင်းရင်မိသားစုအောင်မြင်ရေးလမ်းစဉ်ရှိရမယ်နည်းနည်းစိတ်ပါလာပြီအတန်မာလာပြီနော်သဘောပါလားနိုင်ငံတနိုင်ငံအောင်မြင်ခြင်းရင်နိုင်ငံတနိုင်ငံအောင်မြင်ရေးလမ်းစဉ်ရှိရတယ်ဘယ်ပုဂ္ဂိုလ်ကမှထူထောင်ပေးလို့ရှင်းလားပုဂ္ဂိုလ်ကအဓိကလားလမ်းစဉ်ကအဓိကလားအဲ့တော့ငါတို့ရှာဖွေရမှာပါလေလမ်းစဉ်အဲ့တော့တန်တရားတစ်ခွင်လုံးမှာတို့ဒုက္ခမရောက်ခဲ့ဘူးလားအဲ့တော့ဒုက္ခဘာလို့ရောက်ခဲ့လို့ဆိုဒုက္ခရောက်ကြောင်းလမ်းစဉ်ကြောင့်ရှင်းလားတန်တရားလဲခဲ့တာဒုက္ခရောက်ကြောင်းလမ်းစဉ်အဲ့ဒါကိုသမုဒိယသစ္စာလို့ခေါ်တယ်သစ္စာဖွဲ့ရင်ဟုတ်ပြီနော်ခင်ဗျားတို့အဲ့ကြီးကြီးကျယ်ကျယ်သစ္စာစကားတွေနဲ့ကြပြောတတ်တယ်ဒုက္ခဘယ်သူကြောင့်ဖြစ်လဲသမုဒိယကြောင့်ဖြစ်ပါတယ်ဖေဟာအဲ့ဒါကိုယ်ပိုင်ဉာဏ်နဲ့ကိုမရောက်ဘူးရှင်းလားဒုက္ခဘယ်လိုလူလွတ်မလဲဆိုတော့ဒုက္ခလွတ်ကြောင်းလမ်းစဉ်ကိုလိုက်တဲ့လူမှရှင်းလားကဲတင်ရှင်တကိုးရှင်ကကဲတင်ပေးလို့အဲ့တော့သဘောပေါက်သွားအောင်မြတ်စွာဘုရားဟောထားခဲ့တဲ့ဓမ္မစဉ်လေးအရင်နားထောင်ကြည့်အောင်ဟုတ်ပြီနော်မြတ်စွာဘုရားကတော့အဝိဇ္ဇာနိဝရဏနံတတ္တနံတဏှာတန်ယောဇနနံတန္တာဝတ္တံတန်တရတံတဲ့တန်တရားကရှည်ခဲ့ကြတော့သူတော်ကောင်းတို့ကိုဖုံးလွှမ်းထားတာကအဝိဇ္ဇာတတ္တဝါတွေကိုအမှန်မမြင်အောင်ဖုံးထားတာဘာလို့လဲဒီတန်တရားဝဲဩဃထဲမှာရစ်ပတ်နောင်ဖွဲ့ထားတာကတဏှာရစ်ပတ်နောင်ဖွဲ့ထားတာကဒါကြောင့်မို့လို့အနမတ္တကောယံဘိက္ခဝေတန်တာရောပုပ္ပါကောတိနပညာယတိဟောအစတောင်မထင်နိုင်တော့ဘူးဘာဖြစ်လဲလူဘဝစားခဲ့သလားနတ်ဘဝစားခဲ့သလားခွေးဘဝစားခဲ့သလားသိလားတွေးလို့ရအောင်မလားကြည့်တော့ဝတ္ထုလေးတစ်ပုဒ်အရင်နှတ်ထောင်ကြည့်ဒီတရားတော်ကပေတဝတ္ထုပါဠိတော်ဥပ္ပရိဝက်မှာဥပ္ပရိပေတဝတ္ထုဆိုပြီးတော့ရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင်ဟောခဲ့တဲ့တရားဟုတ်ကလားဟဲ့ဒါလေးအရင်နားထောင်ကြည့်နော်မြတ်စွာဘုရားရှိစဉ်ကာလကသာဝတိမြို့မှာမြတ်စွာဘုရားရဲ့တပည့်တက္ကမဥပါတိကာမတယောက်ရှိတယ်အဲ့ဒီဥပါတိကာမကသူ့ရဲ့
အလွန်ချစ်မြတ်နိုးတဲ့နော်အလွန်ချစ်မြတ်တိုးတဲ့ငယ်ချစ်ငယ်ပေါင်းငယ်တို့စာဆိုတွေရှိပါတယ်ငယ်ကချစ်ဒါလေးတွေခင်ဗျားတို့ကြွမ်းပြီးသားခင်ဗျားတို့ဆက်လုပ်နော်ငယ်ကပေါင်းတော့အနှစ်1000နဲ့ဘယ်သူများအသက်ရှည်တဲ့အတိုင်းပဲနော်ငယ်ကချစ်တော့ငယ်ကပေါင်းတော့ငယ်ကပေါင်းတဲ့နော်ကျောက်ကလည်းဒီတရားသတိရသွားတာကမေးကြည့်တယ်ဒီနေ့တကယ်လူမှကြီးတွေမေးကြည့်တယ်အဖိုးကလည်းဆုံးသွားပြီအဖေကလည်းဆုံးသွားပြီဆိုတော့ငါသူတို့နဲ့တိုက်ဆိုင်တဲ့တရားတော့ဟောအောင်မှာပဲဆိုပြီးဒီတရားသတိရလာနော်အဲ့တော့အလူရှင်တွေသေချာနာပေါ့နော်ငယ်ပေါင်းယောက်ျားသေသွားတယ်တဲ့ဘာဖြစ်သွားတယ်သူ့ရဲ့ငယ်ချစ်သေသွားတယ်သေသွားတော့ဒကမာကြီးကဘာဖြစ်လဲဆိုတော့ဘာဖြစ်မလဲခုနစာဆိုတိုင်းငယ်ကချစ်တော့နှစ်တရာငယ်ကပေါင်းတော့ကဲသေသွားပြီသေကွဲသွားပြီဘယ်လိုနေမလဲတောကပရိဒေဝနဲ့အမြဲတမ်းပူဆွေးတောကနေမှဆိုမသေကြဘူးလားသေကြတာမှခင်ဗျားတို့လိုအိမ်တင်လွမ်းနေတာမဟုတ်ဘူးဒီတက္ကမကြီးရကြတော့သင်္ချိုင်ကုံသွားပြီးအုတ်ကူကြီးဖက်ပြီးတော့နော်အချစ်ဆုံးရေမောင်ကြီးရေဟုတ်လားဘယ်လိုငူတယ်ဆိုတော့ခင်ဗျားတို့ငူတတ်မှာပေါ့ဗျာသွားပြီးသင်္ချိုင်ကုန်းမှာသူ့ယောက်ျားနာမည်တန်းပြီးငိုနေတယ်ဟုတ်ပြီနော်နေ့တိုင်းသွားအုတ်ကူလေးကိုတန့်ရှင်းပေးပန်းကလေးတွေကျဲရေချမ်းလေးတွေပေးသမင်းတုပ်ကလေးနဲ့မောင်ကြီးစားနမစားဟုတ်လားသွားပြီးတော့နေ့တိုင်းငိုတယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဇေတဝန်ကျောင်းတော်ကနေပြီးတော့ဒီနေ့ညံတော်ကွန်ရက်ထဲမှာဘယ်တတ္တဝါကိုများချွေရချွတ်ရပါလေဆိုတော့အဲ့ဒီဒကမာကြီးရဲ့တန်တရားလွတ်မြောက်ကြောင်းကျွတ်တန်းဝင်မဲ့ဥပနိသေယအကြောင်းကံကုသိုလ်ကိုမြင်တော့ဒကမာကြီးကိုတနာတာနဲ့သူ့အိမ်ကြွသွားတယ်ဟုတ်ပြီနော်မြတ်စွာဘုရားပဲကြွသွားတော့ခုနမုတ်ဆုံးမအိမ်ကွာရှုပ်တယ်ယောက်ျားသေးပြီဆိုမှတော့ဘာဖြစ်သွားတော့ဟုတ်ပလားကဲအဲ့လိုပြောလို့တင့်တယ်ပါမလားမတင့်တယ်လည်းပြောတော့နော်အဲ့ဒီမုတ်ဆိုးမအိမ်ကြွသွားပြီးတော့မှခင်းထားတဲ့နေရာမှာထိုင်တယ်တဲ့ဒါစာလေးထဲမှာလဲဒါအားလုံးဘုဟုတုတ္တဖြစ်ပွဲပေါ့ဗုဒ္ဓမြတ်စွာဘုရားရှိစဉ်ကဒီတာဝတိမြို့တို့ရာဇဂိုမြို့တို့မြို့ကြီးတွေမှာနေတဲ့မြတ်စွာဘုရားရဲ့တပည့်သားတာဝကတွေရဲ့အိမ်မှာအခုသူတော်ကောင်းတို့ကအိမ်တွေမှာဘုရားရှင်မရှိဘူးလားဘုရားရှင်ထားသလိုပဲသူတို့ကကြတော့မြတ်စွာဘုရားကြွလာရင်သတင်းသုံးဖို့ဆိုပြီးအမြဲတမ်းနေရာတနေရာကိုအထွတ်မြတ်ထားပြီးတော့စီစဉ်ထားလေးရှိတယ်တဲ့ဟုတ်ပလားအခုခေတ်မှာလဲဗုဒ္ဓသာသနာကိုတကယ်မြတ်မြတ်နိုးနိုးယုံကြည်သက်ဝင်ခဲ့ကြတဲ့မိကောင်းဖခင်သားသမီးတွေဖြစ်မွေးဖွားလာခဲ့ကြတဲ့ဟိုရှမ်းပြည်ဘက်ကအရက်ဒေသတွေမှာဆိုရင်ဦးဇင်းတို့ကြုံမှုတဲ့သူတို့ဆောက်လိုက်ရင်အိမ်ဆောက်လိုက်ရင်အဲ့ဒီအိမ်မှာဘုရားကန်းကတည်တံ့ပါသလိုယဟန်တန်ဃာများကျိမ့်ဆက်ဖို့ယဟန်တန်ဃာများကြွလာရင်သတင်းသုံးဖို့ဆွန့်ကပ်ဖို့အဆောင်တဆောင်တတ်ထားတယ်အဲ့ဒါကိုလူလုံးဝမသုံးဟုတ်ပြီနော်ဦးဇင်းတို့ဟိုကျိုင်းတုံတာချီလိတရားသွားဟောပြီဆိုဒါတွေဦးဇင်းတို့ကြုံရတယ်ဒါလေးတွေအတူယူပေါ်ပွဲရပေါ့နော်အဲ့တော့သူတို့ကတော့ရှမ်းထုံးစံလို့ပြောတယ်ဒီဘက်ကရှမ်းတော့ဘာဖြစ်တယ်မသိဘူးပေါ့နော်အဲ့ဒီဘက်မှာတော့ဘုရားဆောင်ကအိမ်နဲ့တွဲလိမရှိသလိုတန်ဃာဆောင်ကိုလည်းအိမ်ရဲ့အပေါ်ဆုံးတက်မှာတီးတန့်ထားလိရှိတယ်အဲ့ဒါဗုဒ္ဓဘာသာတွေရဲ့အိမ်တွေမှာဒါထားရတဲ့လမ်းစဉ်လေးတွေပေါ့အခုလည်းမုတ်ဆိုးမကြီးရဲ့အိမ်မှာဗုဒ္ဓဘာသာဖြစ်သည့်အားလျော်စွာမြတ်စွာဘုရားကြွလာရင်သတင်းသုံးဖို့ဆိုတာသူတို့အိမ်ကိုမြတ်စွာဘုရားကအိမ်တိုင်းကိုကြွနိုင်ခဲ့မှာမဟုတ်ဘူးဒါပေမဲ့အမြဲတမ်းဒီနေရာလေးကမြတ်စွာဘုရားရဲ့နေရာဖြစ်ရည်မှန်းပြီးတော့သူတို့ကကြောကြတယ်ပူဇော်ကြတယ်ဆွမ်းကပ်ကြတယ်ဟုတ်ပြီနော်ကောင်းပြီအဲ့တော့ခင်းထားတဲ့နေရာမှာထိုင်တယ်လို့ဒါမှမဟုတ်စာထဲမှာဒီလိုလာတယ်မြတ်စွာဘုရားကြွသွားပြီဆိုရင်အဲ့တော့အိမ်မှာခင်းထားတဲ့နေရာမှာမြတ်စွာဘုရားထိုင်ပြီးတော့ရောက်လာတယ်ဆိုရင်ပဲဒကမာကြီးကမြတ်စွာဘုရားကြွလာတယ်ဆိုတော့ရှ िख ိုးကြော့အပြန်လာနှုတ်ဆက်ပေါ့ဗျာတာเจ้าမာเจ้าပြောပြီးတဲ့အခါမှာတောင်လေးတစ်တောင်မှာကုတ်ကုတ်ကလေးဒကမာကြီးကထိုင်နေတယ်သူကဘာဖြစ်နေတာလဲတောကဖြစ်နေတာဘာဖြစ်နေတာသူ့မှာအပူမီးတွေမရှိဘူးလားဘာဖြစ်လို့ပူနေတာလဲခင်မွန်းတယ်သိသွားလို့ဘာဖြစ်လဲ
ခင်မွန်းတဲ့သေသွားလို့သူ့မှာအပူမရှိဘူးလားရှိတော့မြတ်စွာဘုရားကပဲစကားစတယ်ဒကမာကြီးတဲ့ခမည်းကြည့်ရတာစိတ်ဆင်းရဲနေတဲ့ပုံပဲတဲ့နော်ဘာအပူတွေများမိနေသလဲဟုတ်ပြီလားမြတ်မှန်ပါဗျာတဲ့တပည့်တော်ရဲ့နော်ချစ်လာစွာသောခင်မွန်းတဲ့သေဆုံးသွားတဲ့အတွက်တပည့်တော်မှာသောကပရိဒေဝအပူမီးတွေတောက်လောင်နေပါတယ်ဗျာဆိုတော့ဘေးကမိသားစုကလျှောက်တယ်အရှင်ဗျာတဲ့နေ့တိုင်းအုပ်ကူသွားပြီးတော့သူ့ယောက်ျားနာမည်ခေါ်ပြီးငိုးနေတာအရှင်ဘုရားရဲ့ဟုတ်ပြီနော်ဒီလိုလေးပြောတော့ကဲဒါဖြင့်လဲဒကမာကြီးရဲ့တဲ့ကျုပ်တရားတစ်ပုဒ်ဟောပါမယ်နားထောင်ကြည့်ပါဦးမြတ်စွာဘုရားကနော်အဲ့တော့ဟိုးအတိတ်တစ်ချိန်တုန်းကလွန်ခဲ့တဲ့ကာလတစ်ခုကပင်စာလတိုင်းမှာနော်ဆူလာနီဆိုတဲ့မင်းကြီးရဲ့သားပြမဒတ်မင်းတစ်ပါးရှိတယ်ဗါလဲလေပြမဒတ်မင်းနော်အဲ့ဒီပြမဒတ်မင်းကြီးကသူ့အဖေကပြင်စာနီမင်းကြီးကအချိန်ရွယ်ရောက်လာတော့သားကိုထီနန်းလွယ်အပ်ပေးပြီးတော့အုပ်ချုပ်ခိုင်းတဲ့အခါမှာသူကစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ပြီးမင်းဖြစ်တာနဲ့မင်းကျင့်တရား10ပါးနဲ့အညီတိုင်းပြည်ကိုနံပါတ်1ဒါနနော်ဆင်းရဲနွမ်းပါနှိမ့်ကြနေစရာစားစရာရှင်ဘုရင်တစ်ပါးဖြစ်လာပြီဆိုတိုင်းပြည်ကိုအုပ်ချုပ်ဖို့စပြီးတာဝန်ယူရပြီဆိုတာနဲ့မင်းကောင်းမင်းမြတ်တို့ရဲ့ထုံးစံအရင်ဆုံးဘာလုပ်ရမလဲဆိုတော့စားရမယ်တောက်ရမယ်နေရမယ်မိခိုရမဲ့နေတဲ့ပုံကိုယ်တွေကိုအရင်ဆုံးစားစရာနေစရာမိခိုစရာပေးရတယ်တဲ့အဲ့ဒါဒါနံမင်းကျင့်တရား10ပါးမှာနံပါတ်1ဟုတ်ပြီလားပြီးရင်နံပါတ်2သီလမိမိကိုယ်တိုင်လဲ5ပါးသီလနဲ့လုံခြုံအောင်စောင့်ထိန်ရတယ်ကျင့်ဝတ်သီလတွေရှင်ဘုရင်ဆိုရှင်ဘုရင်စောင့်ထိန်အပ်တဲ့တရားတွေမရှိဘူးလားအေးသီလဆိုတာအဲ့ဒါအဲ့တော့အကြီးကဲဝတ်တရားမိဘဝတ်တရားသာသမီဝတ်တရားဆရာဝတ်မရှိဘူးလားအဲ့တော့ကျင့်ဝတ်သီလတွေလုံခြုံအောင်စောင့်ထိန်ရတယ်မင်းကသီလရှိမှမူကြီးမယာသေနာပတိကသီလရှိတယ်မူကြီးမယာသေနာပတိသီလရှိရင်နောက်ကလက်အောင်ငယ်သားသီလရှိလက်အောင်ငယ်သားသီလနဲ့ပြည့်စုံရင်တိုင်းသူပြည်သားလဲအဲ့ဒါမင်းကောင်းမင်းမြတ်တို့စောင့်ထိန်အပ်တဲ့တရားဟုတ်ပြီလားအဲ့တော့သီလပြီးတော့ဗာလဲဆိုပရိစ္ဆာကမိမိရဲ့အမှုတန်းအရာတန်းတွေကိုလက်မစားအောင်နော်မဟုတ်မမှန်မတရားတဲ့အာရမအမှုတွေမလုပ်အောင်လုံလောက်တဲ့အထောက်ပံ့ပေးရတယ်တဲ့။ဘာပေးရလဲ။နောက်ပြီးတော့ဣဇဝံမိမိကိုယ်တိုင်ရိုးသားဖြောင့်မတ်မှုရှိရတယ်။ရှင်ဘုရင်ဆိုတာရှေ့တင်တစ်မျိုး၊ကွယ်ရတစ်မျိုးလုပ်လို့မရဘူး။အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်လို့မရဘူး။ကျင်တတ်သလား။ကဲကောင်းပြီ။အဲ့တော့နောက်တစ်ခုကမတ္တဝံနဲ့မိမိရဲ့မူကြီးမယာသေနာပတိနဲ့တိုင်းသူပြည်သားတွေပေါ်မှာရင်ဝယ်သားကဲ့သို့ဆက်ဆံပြီးတော့နုညံ့တိမ်မွေ့စွာပြောဆိုဆက်ဆံရတယ်တဲ့မောက်မာတဲ့စကားနဲ့မပြောရဘူးဟိမ့်ဟောက်ချင်းချောက်တဲ့စကားနဲ့မပြောရဘူးဟုတ်ကလားအဲ့ဒီချက်တွေပြည့်စုံတဲ့ရက်ွက်လူကြီးတွေ့ဘူးလားသူတို့တယောက်မှမဖြေရသေးဘူးခုချိန်ကြီးနော်အဲ့ဒါမှတ်ထားအကြီးအကဲဖြစ်ဖို့ဆိုရင်အဲ့ဒီအင်္ဂါတွေပြည့်စုံဖို့လိုအပ်တယ်နောက်တစ်ခုကတပံချိုးချံစွာကျင့်ရမယ်ဘာဖြစ်လဲရှင်ဘုရင်လှုပ်တဲ့လူကပလွားပြီးတော့မှကာမဂုဏ်စည်းစိမ်တွေကိုထောင်လွားပြီးတော့အလိုရှိသလိုဟိုအရင်တော့တို့ပထမဦးဆုံးတို့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးအာဏာရှင်ကြီးလို့နောက်ဆုံးပေါ်ခင်မီပစ္စည်းအကုန်လုံးသူ့သုံးဆိုရှင်ဘုရင်သုံးမူကြီးမယာသုံးတိုင်းသူပြည်သားသုံးဆိုတော့ဒီပြည်လုံးမွဲလောဘနောက်မလိုက်ကြဘူးလားဟိုကထိုင်းဘုရင်ကြီးကြတော့ဦးဇင်းတို့အခုချိန်အထိသေကနီးနေပြီသူ့ရဲ့နန်းတက်ဝတ်စုံရှိတယ်ရွှေနားကွနဲ့ဝတ်စုံအဲ့ဒါလေးကိုဟောင်းနွားနေတာသူအသက်40လောက်ကလေးကဟောင်းနွားနေလို့နောက်ကမိဖုရားကြီးကဖာထိဖေးပေးရတယ်အဲ့တော့ဘုရင်ကြီးရဲ့အင်ကြီးအသက်ချိုးရအောင်ဆိုတော့မလိုပါဘူးကွာတဲ့အင်ကြီးအသက်ဝတ်မှဘုရင်မဟုတ်ပါဘူးတဲ့ဟုတ်ကလား
အဲ့တော့ဘယင်ကဒီလိုချိုးကြပါတယ်ဆိုတော့ဟောတိုင်းသူပြည်သားအားလုံးကအချိုးအပိုးကိုကျိုးလို့အစင်ကိုပြေလို့ဟုတ်လားအခုဘော်တယ်အသစ်ဆိုပြီးအသစ်တွေလိုက်ရှာဝယ်နေတာထိုင်းရမဝယ်ဘူးဒီပမာလူမျိုးအယူတွေပဲဝယ်တာသဘောပါပြီလားကဲကောင်းပြီထားတော့ချိုးကြံမှုဆိုတာကျင့်ရမယ်တဲ့နောက်အကောဒံအမျက်ဒေါသမရှိရဘူးဘာတယ်လဲမိမိကလူကြီးလူကောင်းလို့တတ်မှတ်လိုက်ရင်ခုဒီတရားပွဲထဲမှာဆိုရင်အကြီးဆုံးကကျုပ်ဟုတ်ကလားဥစဉ်ကအကြီးဆုံးဖြစ်နေရင်ဥစဉ်ကသူတော်ကောင်းတို့ပေါ်မှာမေတ္တာနဲ့သာဆက်ဆံရမယ်တဲ့ဒေါသနဲ့မဆက်ဆံရဘူးတဲ့ဟုတ်ကလားဘုရားဟောဆရာဆိုပြီးဆက်ဆရာအစင်ပြေလို့ငေါက်လိုက်ကပ်ပြီးအစင်မပြေလို့ငေါက်လိုက်နော်ဟိုလူစိတ်ဆိုးလိုက်ဒီလူစိတ်ဆိုးလိုက်ဟိုလူပိုကြလိုက်ဒီလူပိုကြလိုက်ဆိုရင်အဲ့ဒါခေါင်းဆောင်မဟုတ်ဘူးတဲ့ဟုတ်ပလားခေါင်းဆောင်မှန်ရင်အမျက်မထွက်ရဘူးဘာလို့ဆိုတနာတဲ့စိတ်နဲ့ကြည့်ရတယ်ဘာနဲ့ကြည့်ရလဲကရုဏာစိတ်နဲ့ကြည့်ပြီးကရုဏာစိတ်နဲ့အုပ်ချုပ်မှဒါမှခေါင်းဆောင်ကောင်းဟုတ်ပလားဒါမင်းကျင့်တရား10ပါးနောက်တစ်ချက်ကအဝိဟိန္တာမနှိမ့်ဆက်ရဘူးဘာဖြစ်တယ်ကိုယ့်ရဲ့လက်အောင်ငယ်သားပင်ပန်းဆင်းရဲအောင်မနှိမ့်ဆက်ရဘူးဟုတ်ပြီနံပါတ်9ခန္တီတီးခံရမယ်ဘာဖြစ်တယ်တီးခံဆိုတာလောကရန်တရားတွေမရှိဘူးလားချီးမွမ်းခံရလို့လည်းဘဝင်မမြင့်နဲ့ကဲ့ရဲ့ပြစ်တင်ရှုံချခံရလို့လည်းစိတ်ဓာတ်မကြနဲ့အရှုံးမပေးနဲ့ဟုတ်ပလားခေါင်းဆောင်လှုပ်တော့မဲ့ပုဂ္ဂိုလ်ဆိုတာကတော့ဘာမှမလှုပ်ဖဲနေတဲ့လူတောင်အတင်းပြောခံရသေးတာအလှုပ်တဲ့လူအတွက်ကတော့အတင်းမျိုးစုံရှိတယ်ဆိုတာမသေးကြဘူးလားပြောချင်တာပြောစေတနာမှန်ဖို့လိုတယ်ကိုယ်စေတနာမှန်မှန်နဲ့မယိမ့်မယိုင်ဖြောင်းပြောင်းမှတ်မှတ်တီးခံပြီးတော့လောကဓာတ်ကိုကြော်လွှားပါတဲ့ဟုတ်ကလားအေးခေါင်းဆောင်ကောင်းတွေပေါ်စေခြင်းလို့ပြောနေတယ်နော်ဒီအချက်တွေပြည့်စုံမှခေါင်းဆောင်လုပ်ကြပါဟုတ်ကလားနံပါတ်10အဝိရောဒနံတဲ့အများပြည်သူရဲ့သဘောကိုဘယ်တော့မှမဆန့်ကျင်ရဘူးတဲ့ဟုတ်ပလားအဲ့ဒါပါလေမင်းကျင့်တရား10ပါးဒါဖြင့်မင်းကောင်းမင်းမြတ်ဖြစ်ဖို့ကလည်းအုံဖွတ်ဆိုဖြစ်သွားမှာလားလမ်းစဉ်တရားမှန်ကန်မှဖြစ်မှာလားဒါလည်းကြုံတော့ပြောလိုက်ပါတယ်မိခင်ကောင်းဖခင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာလဲမိခင်ဖခင်ရဲ့ကျင့်ဝတ်လမ်းစဉ်မမှန်ပဲနဲ့မိကောင်းဖခင်ဖြစ်နိုင်မှာမလားအေးသားသမီးများကလည်းမိဘများရဲ့လမ်းစဉ်စနစ်တကျသွန်သင်ညွှန်ကြားမှုမခံယူဘဲနဲ့သားကောင်းသမီးကောင်းဖြစ်နိုင်မှာမလားဒါဖြင့်ပုဂ္ဂိုလ်ကအဓိကလားလမ်းစဉ်တရားကအဓိကလားကြည့်ယမရမင်းကြီးကမင်းကျင့်တရား10ပါးနဲ့အညီတိုင်းပြည်ကိုစနစ်တကျပြုစုပြောထောင်တာတိုင်းပြည်မှာရှင်ဘုရင်ကိုတော်၎င်းမူကြီးမတ်ရသေနာပတိကိုတော်၎င်းအုတ်ချုပ်ရေးလမ်းစဉ်ကိုတော်၎င်းဥပဒေရေးရာကိုတော်၎င်းအကောက်ခွန်ရေးရာကိုတော်၎င်းလဝကကိုတော်၎င်းဘယ်ဌာနကိုအပြစ်ပြောခံရသလဲဆိုတာဘယ်ပန်ဌာနကိုမှဝေဖန်ခြင်းပြစ်တင်ခြင်းရှုံချခြင်းအတန်မကြားရအောင်အဖြောင့်မဆုံးနည်းနဲ့ဖြေရှင်းတယ်အတန်မကြားရအောင်ဆိုတာဟိုကောင်တွေလှုပ်သွားသလိုပြောတာမဟုတ်ဘူးနော်ဟင်အတန်မကြားအောင်ဆိုတာလဝကမကောင်းကြောင်းလည်းမကြားဘူးဘာဖြစ်လို့မပြောရလို့အခုတော့ခင်ဗျားတို့ရက်ကွက်လူကြီးတွေ့ဘူးလားဆိုတော့အခုချိန်ကြီးမပြောရသေးဘူးသဘောပါသလားတိုင်းပြည်ဘလောက်အချုပ်ကြခဲ့သလဲဆိုတော့အဲ့ဒါစဉ်းစားကြည့်နော်တွေ့ဘူးရင်တွေ့ဘူးတယ်မတွေ့ဘူးမတွေ့ဘူးပေါ့ကိုဘဝအကြောင်းကိုပြောတာပဲဘယ်သူကယူဆိုင်ဆရာလို့လဲဟုတ်ပြီနော်အဲ့ဒါကိုတွေ့ဘူးလားဆိုတော့ဟောတယ်ခင်ဗျားတို့သဘောပါလားခြေရောကျင်တတ်သလားအဲ့တော့တပတ်ဟာအရေးကြီးလားမကြည့်ဘူးလားအဲ့ဒီတပတ်လမ်းစဉ်ကိုမသိဘဲနဲ့လောကမှာအောင်မြင်ခြင်းလို့ကျင်တတ်ပြီနော်အဲ့တော့ခုကြည့်ယမဒမင်းကြီးဟာသူ့တိုင်းပြည်မှာသူ့ကိုအပြစ်ပြောတဲ့လူရှိရင်လည်းအဲ့ဒီအပြစ်တွေကိုသူဝေဖန်ပြီးတော့ပြုတ်ပြင်တယ်သူ့အောက်ကမူကြီးမရသေနာပတိအမတ်ချုပ်ကြီးကိုပြောရင်အမတ်ချုပ်ကြီးရဲ့လိုအပ်ချက်ကိုသူကပြုတ်ပြင်တယ်တက်မှတ်ပေးတယ်သူကိုယ်တိုင်ပေါင်းပြီးပြင်တယ်ဟုတ်ပါလားအဲ့တော့သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့တိုင်းပြည်အုပ်ချုပ်ရေးရန်တရားအားလုံးဟာတိုင်းသူပြည်သားကအပြစ်ဆိုစရာကိုတခွန်းမှမရှိအောင်အကောင်းဆုံးတက်မှအုပ်ချုပ်ထားပြီးတော့ဒီတိုင်းလွတ်ထားတာမဟုတ်ဘူးအမတ်တွေပြန်ပြောတဲ့စစ်ဆေးရေးအဖွဲ့တွေပြန်ပြောတဲ့အတိုင်း
ဟုတ်လားဟိုမှာကားတွေတောင်းချီသွားနေတာနှစ်စင်းတည်းပါဆိုလဲအေးပေါ့ကွာဒီလိုမလုပ်ဘူးကိုယ်တိုင်ရုပ်ဖြတ်ပြီးတော့အချုပ်သမားပုံစံနဲ့အချုပ်ဘူးကိုထမ်းပြီးတော့တိုင်းပြည်လှည့်ပြီးတော့သူ့တိုင်းပြည်ရဲ့အကောင်အဆိုးသတင်းကိုစနေနာတယ်ဟုတ်ပလားဘယ်သူကိုယ်တိုင်စနေနာရှင်ဘုရင်ကြီးကိုယ်တိုင်တိုင်းသူပြည်သားတွေရဲ့အတန်ကိုပြည်သူတွေကိုလမ်းလျှောက်သွားပြီးတော့နားထောင်ဟုတ်ပလားဒါဖြင့်အလွန်ကောင်းတဲ့မင်းပဲလို့တို့သတ်မှတ်လို့ရတယ်မြတ်စွာဘုရားလည်းဒါမင်းကောင်းမင်းမြတ်လို့မြတ်စွာဘုရားနှုတ်တော်ကကိုပြောပါတယ်မင်းမြတ်မင်းကောင်းတိုင်းသူပြည်သားတွေရဲ့အကျိုးကိုအလွန်ရွတ်ဆောင်နိုင်တဲ့မင်းသူကအချုပ်သမားအသွင်နဲ့တိုင်းပြည်လှည့်လည်ပြီးတော့တရင်သားထောင်တယ်ဘယ်ကမှအပြစ်ပြောတာမကြားရဘူးကျေနပ်လောက်တယ်အဲ့ဒီကျေနပ်လောက်တဲ့အနေထားကနေဒီလိုသွားရင်နဲ့သူဖောင်းပြင်ရောက်လာတယ်ဆိုကြပါစို့နော်မဟုတ်ဆိုတော့လမ်းကမိုးရင်းပေါက်မှမပေါက်ပဲဟုတ်နော်အခုဆောင်းပေါက်တဲ့အချိန်လေးရောက်အောင်လားအဲ့တော့ရွာလေးတရွာရောက်တော့ तू ကသွားရင်လာရင်နဲ့အိမ်တအိမ်ကိုစနေနာခြင်းလို့ဝင်လိုက်တော့အဲ့ဒီအိမ်ကမုတ်ဆိုးမအိမ်ဖြစ်နေဘာဖြစ်နေလဲဒီနေ့တော့တရားအဲ့တရားဖြစ်တော့မှာပဲနော်ဟမ်အိမ်ကဘယ်သူအိမ်ဖြစ်နေလဲအဲ့တော့တက္ကမမုတ်ဆိုးမကြီးကအဖွားကြီးဟာတဲ့အမောင်ဘာကိစ္စလာတယ်လဲဘယင်မလည်းမသိဘူးသူတို့ကနော်ကျုပ်ကအချုပ်သမားပါခင်ဗျားတို့ချုပ်เสียအဝတ်ရှိရင်ပေးကျုပ်ကအခကြီးခွေနဲ့အချုပ်တဲ့ပုဂ္ဂိုလ်ချုပ်ပေးမယ်ဆိုတော့အမလေးမောင်ရင်ရဲ့ကျုပ်တို့မှာမုတ်ဆိုးမသားမိ2ယောက်တည်းရှိတာချုပ်เสียလည်းမရှိဘူးပေးเสียပတ်စံလည်းမရှိဘူးဩအဲ့တော့ဒီပုဂ္ဂိုလ်ဆင်းရဲနေတာဘယ်သူမှတာဝန်ရှိတော့မင်းကြီးကဒီလိုခံယူထားတာအဲ့ဒါနဲ့ငါစနေနာအောင်မယ်ဆိုပြီးတော့အဲ့အိမ်မှာတဲပြရစီဆိုပြီးဒီအိမ်မှာတဲတယ်တဲတော့ဖြစ်ချင်တော့အဲ့ဒီအိမ်မှာကောင်းခြင်း9ပြာနဲ့ပြည့်စုံပြီးတော့ဘုံကံတဘာနဲ့ပြည့်စုံနေတဲ့ဥပရိယုတ်အမတန်ခန့်ညာထဲဝါပြီးလှပတဲ့မုတ်ဆိုးမကြီးရဲ့သမီးပြိုလေးတယောက်ရှိတယ်ဗျာဟုတ်ပလားရဲ့အဲ့တော့ဘုံကံတဘာနဲ့ပြည့်စုံတဲ့သမီးပြိုကိုရှင်ဘုရင်ကမတွေ့ဘူးလားတွေ့သွားတော့အမေကြီးကိုမေးတယ်အမေကြီးဒါဘာလို့လဲမလီကျုပ်သမီးပါတော့ကျုပ်တို့2ယောက်တည်းရှိတယ်ဒါဖြစ်ရင်ဒီသမီးဟာပိုင်ရှင်ရှိပြီးပြီလားမရှိသေးဘူးလားသူကမေးတယ်ဟုတ်ပြီနော်အဲ့ဒါမင်းကောင်းမင်းမြောက်တို့ထုံးစံမင်းစိုးမင်းကြီးဆိုရင်တော့ခေါ်ခဲ့တော့ပေါ့နော်အဲ့တော့မင်းကောင်းမင်းမြတ်ကပိုင်ရှင်ရှိလားမရှိဘူးလားအမေလို့မေးတော့ပိုင်ရှင်မရှိဘူးကာမပိုင်မရှိသေးဘူးမရှိသေးရင်ကျွန်တော်ကိုပေးပါကျွန်တော်တောင်းရမ်းပြီးတော့ယူပါမယ်ဆိုပြီးတော့မိခင်ကြီးစီတောင်းကဲဒါပဲအဲ့မှာအဲ့ရွာထဲတင်ရွာလိုမင်္ဂလာဆောင်ပေါ်လေးကဲနော်2ရက်3ရက်နေပြီးတော့သူဘာလုပ်လိုက်လဲဆိုတော့ဒီသူတို့သမီးသူ့နာမည်ကဥပ္ပရိတဲ့ဒေဝီလို့ခေါ်တယ်ဘယ်သူတဲ့လဲဥပ္ပရိဒေဝီနော်ခင်ဗျားတို့အလွယ်တကူမှတ်ကြမယ်ဆိုရင်ဗမာတွေနှုတ်မှာနော်နှုတ်တဲ့ရနေတာတယောက်ရှိပါတယ်ဥပရိမိဖုရားဗါတဲ့ဒီလိုဆိုရင်ခေါ်လို့လွယ်သလားဟုတ်ပြီအဲ့တော့အခုဥပ္ပရိဒေဝီပေါ့ဘယ်သူတဲ့လဲမိဖုရားမြောက်တော့မှမမြောက်သေးဘူးခွာအချုပ်သမားမရပဲရှိသေးတယ်နော်အဲ့တော့ဥပ္ပရိဒေဝီကိုခုနကရှင်ဘုရင်ကဟန်ဆောင်ထားတဲ့အချုပ်သမားကအသပြား1000ပေးခဲ့တယ်ကဲရောနမမင်းဒီ1000ကိုယူထားငါမကြခင်ပြန်လာခဲ့မယ်မမျောနဲ့မပူပါနဲ့စိတ်ချပါငါဟာအမျိုးကောင်းသားသမီးပါဟုတ်ပြီနော်ငါရောက်အောင်ပြန်လာခဲ့မယ်ဒီတရက်2ရက်အတွင်းငါ့ကိုခွင့်ပြုဆိုပြီးတော့သူကနွမ်းတော်ပြန်ပြီးတော့အဲ့ဒီလမ်းဖောက်ပြီပေါ့ဗျာအခုလမ်းကြီးခင်းတယ်ဆိုတော့အဲ့ဒါပဲဘာလို့ဆိုမိဖုရားသွားတော့မှဆိုတော့ခုနလိုတောလန်းသွားလို့မရတော့အဲ့တော့လမ်းတွေဘာတွေခင်းအရေးပေါ့ဟိုကုမ္ပဏီတွေဘာတွေခေါ်ပြီးတော့မြန်ခင်းပေါ့ကွာနော်2ရက်3ရက်အတွင်းမဲ့တခါတည်းရောက်လာပြီးဓာတ်ကြိုးတွေရောဓာတ်တိုင်တွေရောမိတိုင်တွေရောဖုံးတိုင်တွေရောအကုန်ရောက်လာပြီပေါ့ကွာနော်အဲ့တော့ဘယ်သူကလာမှာတော့
ဘယင်ဆိုတော့ခုနအချုပ်သမားတစ်ဖြစ်လဲရှင်ဘယင်ကလာပြီးတော့အဲ့ဒီမှာမင်္ဂန်မင်းသားနဲ့လာရွှေဘုံကြီးပုံရွှေဘုံပေါ်မှာသတို့သမီးတင်ကြနာတောင်းရမ်းပြီးတော့သားမိနှစ်ယောက်လုံးနန်းတော်ခေါ်သွားမိဖုရားကြီးဖြစ်သွားပြီပေါ့ဘာဖြစ်သွားလဲဗာမိဖုရားဥပ္ပရိမိဖုရားဗါတယ်လေဥပ္ပရိမိဖုရားခင်ဗျားတို့ခေါ်နေကြအတိုင်းခေါ်အဲ့တော့ဥပ္ပရိမိဖုရားကြီးအဖြစ်နဲ့သူတို့ဒါဒီမိဖုရားမြောက်လာတဲ့ချိန်မှာဒီသတို့သမီးကအရွယ်ရောက်ခါစားပဲရှိသေးတယ်ဆိုတော့ဒါငယ်ပေါင်းပေါ့ဟုတ်ကလားဒါဘာဖြစ်လဲငယ်ပေါင်းအဲ့တော့ငယ်သူတို့ဆင်းရဲနေတဲ့အချိန်မှာလာပြီးရှင်ဘုရင်ကိုယ်တိုင်မြောက်စားသွားတော့ဒီမိဖုရားကြီးကဒီဘုရင်ပေါ်မှာအလွန်ပတန်ပဲချစ်မြတ်နိုးမယ်ဆိုတာမသေးကြဘူးလားအဲ့တော့ဘုရင်ကလည်းဒီမိဖုရားပေါ်မှာမြတ်မြတ်နိုးနဲ့မင်းကောင်းမင်းမြတ်ပြီးမိဖုရားခေါင်းကြီးတစ်ပါးတည်းနဲ့ပဲအတူနေပြီးတော့သူတို့တိုင်းပြည်ကိုအုပ်ချုပ်ပြောပနေလာရကနေအရွယ်ရောက်လာတော့အချိန်တန်တော့ဘုရင်ကြီးကနတ်ရွာဆန်သွားတယ်ဘုရင်ကြီးဘာဖြစ်သွားဒီဘုရင်မျိုးကြတော့နတ်ရွာဆန်တယ်လို့ပြောရတယ်နော်ဟိုဘုရင်မျိုးဆိုရင်တော့ဘယ်လိုဘုရင်တို့ဘယ်လိုဘုရင်တဲဥသွားမလဲမင်းကျင့်တရားနဲ့အေးလေဒီလိုလုံးအောင်လေဘယ်လိုဘုရင်တဲဥသွားမလဲဒါဖြင့်ရှင်ဘုရင်ရောက်ဖြစ်လို့တဲဥသွားတာလားမင်းကျင့်တရားနဲ့အားလုံးပြောရှင်ဘုရင်ဖြစ်လို့တဲဥရောက်သွားတာလားဘာဖြစ်လို့ဒါဖြင့်ရှင်ဘုရင်မို့လို့နတ်ရွာဆန်သွားတာလားဘယ်လိုဘုရင်နတ်ရွာဆန်လဲကျင်းပြီလားအားလုံးအရေးကြီးမကြီးအခုခင်ဗျားတို့ဘာဘဝရထားတာလဲလူဘဝဘယ်ဘဝရထားတာကဲလူဘဝလူပုံလူဘဝရောက်နေတာနဲ့ဒီပုဂ္ဂိုလ်မြင့်မြတ်ပြီလို့ပြောလို့ဟုတ်ပြီလားဟဲ့အဲ့တော့လူဘဝရတာနဲ့ချမ်းသာပြီလို့ပြောလို့အဲ့တော့ဘယ်လိုလူမှမြင့်မြတ်မလဲလမ်းစဉ်အမှန်ရှိတဲ့လူမှမြင့်မြတ်မဲ့လမ်းစဉ်အမှန်မကျင့်ရင်ယုံညံ့သူဖြစ်မှာပေါ့ဥပမာဆိုကြပါစို့ဒီထဲမှာတမအာဇီဝနဲ့ရောင်းဝယ်ဖောက်ကားစားတောင်းနေတဲ့လူမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်ကြတော့ယုံညံ့သူခေါ်မလားမြင့်မြတ်သူခေါ်မလားကဲမိစ္ဆာအာဇီဝနဲ့သူတော်ဘာစည်းစိမ်ခိုးဝက်လိန်ကောက်ပြီးတော့ကောက်ကျစ်ပြီးတော့စားနေရင်ယုံညံ့သူလူယုံမှာမဖြစ်ဘူးလားလူဖြစ်လို့ယုံမှာသွားတာလားလူဖြစ်လို့မြင့်မြတ်သွားတာလားဘာကြောင့်လို့ဒါဖြင့်လမ်းစဉ်ကအရေးကြီးလားမကြီးဘူးလားကောင်းပြီခုပြမတာမင်းကြီးဘာဖြစ်သွားပြီတော့နတ်ရဆွမ်းသွားတော့ဘသူကြံခဲ့တော့မိဖုရားကြီးသူ့မှာအားကိုးရလည်းမရှိဘူးဒီဘုရင်မျက်နာပဲတရွာထင်ပြီးတော့နေလာခဲ့တာသူတို့အကျဉ်လင်မယားငယ်ပေါင်းတွေအလွန်ချစ်ကြတော့ဘုရင်ကြီးသေသွားတော့အလွန်ပူဆွေးတော့ကရောက်ပြီးနေ့စဉ်မိဖုရားကြီးကမစားနိုင်မတော့နိုင်မအိပ်နိုင်အဲ့ဒီဘုရင်ကြီးရဲ့အုတ်ဂူကိုပဲသွားပြီးတော့ပန်းတွေကျဲလိုက်ပန်းတွေအလှပြင်လိုက်ဘုရင်ကြီးတန်တဗျမရမင်းကြီးဆိုငိုကြွေးလိုက်ဟုတ်လားနေ့စဉ်သူ့လောက်ကဒါပဲတိုင်းပြည်လည်းမစီမံနိုင်တော့ဘူးနောက်ကသူ့ဘာသူသားရှိရင်သားပေါ်လေးအုပ်ချုပ်လိုက်မယ်အဲ့အေးရခဏထားအခုမိဖုရားအေးရအရေးကြီးတယ်အဲ့တော့မိဖုရားအမြဲတမ်းပဲသွားတော့ဗျမရမင်းကြီးရဲ့အုတ်ကူဘယ်သူအုတ်ကူအုတ်ကူသွားပြီးသူဘာလုပ်တော့ငိုတာပေါ့နာမည်တန်းတာပြီးငိုတာနော်ဗျမရမင်းကြီးအရှင်သခင်နော်မောင်ကြီးဘာညာပေါ့အဲတန်းတာပြီးတော့ငိုနေတော့အဲ့ဒီမှာတို့မြတ်စွာဘုရားအလောင်းကဇံအဘိညာဉ်ယသိတပါးဖြစ်နေတယ်တဲ့ဘာလဲလဲဇံဆိုတာတော့တမာတိမှာစိတ်ကိုကောင်းစွာထိမ့်ချုပ်နိုင်တဲ့တမာတိပိုင်ရှင်ဒါဇံဟုတ်ပြီနော်အဘိညာဉ်ဆိုတာတကူအဲ့ဒီဇံစိတ်ကဖြစ်လာတဲ့စိတ်စွမ်းအင်ကပုဗ္ဗေနိဝါဒအဘိညာဉ်ဆိုရင်အတိတ်ဘဝတွေကိုပြန်ကြည့်လို့ရတယ်ဒိဗ္ဗစက္ခုဆိုနတ်မျက်စိကဲ့သို့ဒီကနေရန်ကုန်လမ်းကြည့်မလားမန္တလေးလမ်းကြည့်မလားဂျပန်လမ်းကြည့်မလားအမေရိကန်လမ်းကြည့်မလားမြင်ကျင်တဲ့နေရာကိုဒီကနေအာယုံပြုတ်ကြည့်လိုက်မြင်လို့ရနိုင်တဲ့ဒိဗ္ဗစက္ခုဟုတ်ကလား
အဲ့လိုအဘိညာဉ်ပိုင်ရှင်ဆိုတော့ဒီဥပ္ပရိမိဖုရားကြီးရဲ့ငိုတဲ့အတန်ကိုဒီယသိကြီးကြားတော့ဩတရဝါတွေဒုက္ခရောက်နေတယ်ငါသွားကယ်အောင်မှာပဲဆိုပြီးတော့ကောင်းကင်ကနေဇံရင်စီးပြီးတော့အဘိညာဉ်တကိုးနဲ့ကြွလာဥပ္ပရိမိဖုရားကြီးနားကိုဆင်းဆိုတော့မိဖုရားကြီးကလည်းငိုနေတယ်ယသိကလည်းကြွလာပြီဆိုတော့နောက်ကမိဖုရားဆိုတော့မိဖုရားလာရင်တယောက်တည်းလာမလားအချွေရံပါသလားအချွေရံတွေကလည်းမိဖုရားကြီးနဲ့အတူတူဒီမှာပန်းနေကျဲရလို့ရပါလို့မိဖုရားကြီးငိုသူတို့လည်းငိုရပါမငိုခြင်းလည်းငိုခြင်းလည်းငိုတာထုံးတယ်ထုံးစံတိုင်းပေါ့နော်အဲ့လိုလုံးနေတဲ့အချိန်မှာယသိကြီးကြွလာတော့ဆိုထူးခြားတဲ့ဖြစ်စဉ်ဆိုတော့နောက်ကဒီမြို့တဲကပြင်စာလတိုင်းတဲကပြည်သူပြည်သားတွေလည်းအကုန်ထွက်လာပြီးတော့အုပ်အုပ်ကြက်ကြက်ဖြစ်သွားပြီအဲ့ဒီအချိန်မှာဖြစ်သွားတော့ယသိကြီးကမေးတယ်ဒီနေရာကပန်းရနတ်နေနဲ့မွေးရနတ်နေနန္တာနတ်နေသွားတယ်နန္တာသူရဲ့ခင်မွန်းတဲ့အုပ်ကူကိုနန္တာရည်တွေဘာတွေပက်မှာကိုနန္တာရည်တွေပက်နန္တာမွေးတိုင်းနေထွန်းပါညာပေါ့နော်ဆိုတော့အမတန်မွေးရနတ်နေထုံသိန်းကြိုင်ပြီးတော့ပန်းနေဝေနေတဲ့ဒီနေရာကဘာနေရာတော့ဟေ့ဘယ်သူနေရာတော့ယသိကြီးကမေးတယ်ဆိုတော့ဘေးကလူတွေကလျှောက်တယ်အရှင်ဘုရားတဲ့ဒါဟာတပည့်တော်တို့တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်သွားတဲ့တပည့်တော်တို့ရဲ့အရှင်သခင်ခေါင်းဆောင်ကြီးဘယ်သူနေရာတော့ဗျမဒမင်းကြီးရဲ့နေရာဗျမဒမင်းကြီးရဲ့အုပ်ကူပါဒီဒကမကဘာလုပ်နေတာတော့ဒီဒကမကဘယ်သူတော့ဒကမဘယ်သူတော့ငိုနေတာကဥပရိမိသူရဘယ်သူမိဖုရားတော့အဲ့ဒါယသိကြီးကမေးနေတာနော်ဒီနေရာမှာပန်းရနတ်နေတကြိုင်ကြိုင်နန္တာရနတ်နေကြိုင်သိနေတဲ့ဟောဒီနေရာကိုလာပြီးတော့မမြင်ရတဲ့မရှိတဲ့ဗျမဒမင်းဗျမဒဘင်းနဲ့တန်းတာပြီးအော်ဟစ်နေတာဘယ်သူတော့မေးတော့မှအရှင်ဘုရားတဲ့ဒါကအဲ့ဒီအုတ်ကူတဲကဗျမဒမင်းရဲ့ကျင့်ရတော့အလွန်နှစ်သက်ချစ်ခင်ခဲ့တဲ့မိဘရဲ့ခေါင်ကြီးဥပ္ပရိဒေဝီမိဖုရားကြီးပါဖုရားဒါဖြင့် तू ကဘသူငိုနေတာတော့ဗျမဒမင်းကြီးကိုငိုနေတာအေးကောင်းပြီဖဲကြမင်းတို့ဖဲကြဆိုပြီးတော့အရှိကိုသွားတယ်ဥပ္ပရိမိဖုရားလည်းမေးတန်ဆိုတာနေကြတော့ तू ငိုလို့ရအောင်မလားလက်ဥကလေးချီကြည့်မျက်လုံးလေးကလေးကလေးနဲ့ပေါ့ဒကမကြီးတဲ့ဒကမကြီးကဘယ်သူတန်းတာပြီးငိုနေတာတော့ဟုတ်ပလားဗါတယ်ဘယ်သူအတွက်ငိုနေလဲဒီလိုပြောလိုက်အောင်နော်ဗါတယ်ရှင်ဘုရားတပည့်တော်ရဲ့ချစ်လာစွာသောခင်မွန်းဗျမဒမင်းကြီးအတွက်ပါဘုရားဗါတယ်ရှစ်လာသောခင်မွန်းဘယ်သူတည်းငိုနေတာလဲဟိတပည့်တော်အလွန်ချစ်လာစွာသောတပည့်တော်လိုအင်မှန်သမျှဖြည့်ဆည်းပေးခဲ့သောတပည့်တော်ဤငယ်ချစ်နော်ငယ်ပေါင်းဖြစ်တဲ့ဗျမဒမင်းကြီးအတွက်ပါဗျာအေးဟောဒီနေရာမှာဗျမဒမင်းဆိုပြီးတော့တင်းကြိုသွားတာဗျမဒမင်းပေါင်း 86,000 ရှိပြီတဲ့ဘယ်လောက်ရှိပြီအဲ့ဒီအုပ်ကူထဲမှာမြုပ်ထားတဲ့ဗျမဒမင်းဘယ်လောက်ရှိပြီတော့ 86,000 ရှိပြီတဲ့ဘယ်ဗျမဒပြောနေတာတုံးနဲ့မင်းရတယ်ဟုတ်ပလားဟဲ့အဲ့ဒီတော့မှဥပ္ပရိမိဘကြီးကမှန်ပါဗျာမှန်ပါဗျာတပည့်တော်ရဲ့ရှင်ဘုရင်ကပြင်စာလတိုင်းသားတို့ရဲ့အရှင်သခင်ဗါလဲပြင်စာလတိုင်းသားတို့ရဲ့အရှင်သခင်စုလနီမင်းကြီးရဲ့သားပါဖရာဗါလဲပြင်စာလတိုင်းသားတို့ရဲ့ရှေ့သွားခေါင်းဆောင်အရှင်သခင်မင်းကောင်းမင်းမြတ်ကြီးခေါင်းဆောင်ခေါင်းကြီးအဲ့တော့ပြင်စာလတိုင်းတို့ရဲ့အရှင်သခင်တိုင်းသားတို့ရဲ့အရှင်သခင်စုလနီမင်းရဲ့သားမဲသူကတိတိကျကျဒီလိုလာတာဟုတ်ပြီနော်အဲ့
ဒီပြမတမင်းကြီးကိုတပည့်တော်တန်းတ၍ငိုကြွေးနေပါတယ်ဖရာ။ဩဒီလိုလားတဲ့။ငါကလည်းအဲ့ဒါပြောတာပါပဲတဲ့။ငါပြောတဲ့ပြမတမင်း86,000ဆိုတာအဲ့ဒီ86,000လုံးဟာဆူလနီမင်းရဲ့သားသူတို့ဖရာဆူလနီပဲတဲ့။ဟုတ်ပြီနော်။ပြေစာလတိုင်းရဲ့အရှင်သခင်တွေကြီးပဲတဲ့။နောက်တစ်ခုတေချာနာတော်ဒါအရေးကြီးလို့ပြေစာလတိုင်းရဲ့အရှင်သခင်ဆူလနီမင်းရဲ့သားပြမတမင်းနေကြီးပဲနောက်တစ်ခုကမင်းရဲ့ခင်မွန်းတယ်ဖြစ်ခဲ့ဘူးတဲ့ဟုတ်ပြီနော်ဒီဥပရိပိဘုရားကအဲ့ဒီ86,000သောမင်းတို့ရဲ့မိဖုရားဟုတ်ပြီလားဒီတဲ့နားလည်အောင်ပြောရရင်ဒီနေရာမှာမြုပ်ထားတဲ့ဗြဟ္မဏမင်းမောင်းကမရည်နိုင်ဘူးအခုငါပြောလိုက်တဲ့ဗြဟ္မဏကမင်းယောက်ျားဖြစ်ခဲ့တဲ့ဗြဟ္မဏမင်းကြီးပြောခဲ့တာ86,000ကဲပြီးရောဟုတ်ပလားသူ့မိဖုရားဒီမိဖုရားရဲ့အရှင်သခင်ဖြစ်ခဲ့တဲ့မင်းဗြဟ္မဏမင်းမောင်းဘယ်လောက်တော့86,000မတူညီတဲ့မင်းတော့86,000ဆိုတာဒီတယောက်ထဲက9ဘဝ10ဘဝဘဝ20ဘဝ100ဘဝ1000ဖြစ်နိုင်သေးတယ်အဲ့ဒါမပါဘူးအဲ့ဒါနှုတ်ထားတာဂိုင်းဒါဖြင့်သူ့လင်ကြီးဘယ်ရောက်ရှိတုံးကွာဘယ်လင်အတွက်ငိုတာလဲတဲ့ကဲခါကျန်းကျန်းမမေးလိုက်တော့မရှုပ်ဟုတ်ပလားပြမတာပေါင်းဘယ်လောက်မြုပ်ထားတယ်အဲ့ဒါမင်းယောက်ျားတွေကြီးပဲတဲ့မင်းကလည်းဥပရိဒေဝီဆိုတဲ့ဥပရိမိဖုရားကြီးရဲ့နာမည်ဗြဟ္မဏကမင်းကလည်းဗြဟ္မဏမင်းဆူလနရဲ့သားပြေစာလတိုင်းရဲ့ဘယင်ဒီဂုံအင်္ဂါအားလုံးတူတဲ့ဟာဂုံဘုတ်တူထားတာ86,000ကဲဘယ်ဗြဟ္မဏအတွက်ငိုနေတာလဲတဲ့ဥပရိမိရမျက်စိလဲသွားပြီဟုတ်ပြီနော်မင်းကအခုမှတည်တဲ့ဗြဟ္မဏလင်အတွက်ငိုနေတာဆိုအရင်85,000နဲ့999ယောက်ကိုဘယ်လိုလုပ်မလဲဟုတ်ပြီနော်ကျန်တဲ့ပုဂ္ဂိုလ်တွေတော့အာနာကြမကောင်းဘူးလားဟိုတွေလည်းသူ့ယောက်ျားတွေပဲအဲ့တော့မှဥပ္ပရိမိဖုရားကြီးကအရှင်ဘုရားအဲ့လိုဆိုရင်တပည့်တော်ကတသံတရားလုံးမိမကြီးဖြစ်ခဲ့တာလားဘုရားနည်းနည်းမျက်စိလဲသွားပြီသဘောပါသလားနည်းနည်းအာယုံပြောင်းသွားပြီဗြဟ္မဏပေါ်မှာမရှိတော့ဘူးဟမ်ဗြဟ္မဏကဘယ်လောက်တောင်ရှိနေတာတော့ဒီကူလေးဒီနေရာလေးတွေမြုပ်ထားတာ86,000နဲ့ဟုတ်ပလားခင်ဗျားတို့လည်းဒီဖောင်းပြင်းနေသေခဲ့တဲ့ဘဝမနေတော့ဘူးနော်အခုလည်းဘယ်သိချင်းသွားမြုပ်ကြမလို့သိလားခုခေတ်ကတော့သိမပူနဲ့မြုပ်ရဖို့စော်မနံဘူးနော်မီးရှို့ပြီးတော့လွှင့်ပစ်လိုက်ဖို့ပဲများတယ်သဘောပါရဲ့လားအဲ့လိုမီးရှို့ပြဖြစ်သွားတဲ့ဘဝတွေမပါသေးဘူးအခေါင်းမြုပ်ထားတာတင်ဘယ်လောက်ရှိတော့86,000သူ့ရဲ့ယောက်ျားဖြစ်ခဲ့တဲ့ဗြဟ္မဏကြီးပဲတခြားဗြဟ္မဏမပါသေးဘူးတခါအဲ့ဒီယောက်ျား86,000ကအထက်ထမြုပ်ခဲ့ရတာလည်းမပါသေးဘူးပုပ်ကိုယ်တင်တွက်ပြီးတော့ကဲလောက်ဆိုသဘောပေါက်ပြီလားအဲ့တော့အဲ့ဒီ86,000လုံးရဲ့မင်းကမိဖုရားဖြစ်ခဲ့တာတဲ့ဘယ်မင်းအတွက်မင်းငိုမလဲတဲ့ဟုတ်ပလားအဲ့တော့သူအာယုံပြောင်းသွားပြီအရှင်ဘုရားတဲ့တပည့်တော်မိန်းမကြီးဖြစ်ခဲ့တာလားဘုရားတဲ့ဟုတ်ပလားအဲ့တော့မှအနမတ္တကောယံဘိက္ခဝေတန်တာရောပုပ္ပကောတိနပညာယတိတန်တရားကရှည်လာပြီဆိုတော့အရှည်တန်တရားရဲ့အစကိုဘယ်သူမှမြင်နိုင်စွမ်းရှိတော်ဘူးအဝိဇ္ဇာနိဝရဏနံတတ္တနံတဏသံယောဇနနံတန္တာဝတ္တံသံတရတံတန်တရားကရှည်လာပြီဆိုတော့အဝိဇ္ဇာကဖုံးထားတဏှာကရစ်ပတ်နောင်ဖွဲ့ထားတော့ဒီတန်တရားမှာအဆုံးစလို့ငါတို့မမြင်ခဲ့ကြဘူးဟုတ်ကလားအဲ့တော့တို့ဘယ်ဘဝကစခဲ့တယ်ဆိုတာကိုသိသလား
ယောက်ျားဖြစ်ခဲ့သလားမိန်းမဖြစ်ခဲ့သလားဆိုတာကောသိသလားမသိဘူးယောက်ျားရောမဖြစ်ခဲ့ဘူးလားမိန်းမရောအထီးဖြစ်လိုက်အမဖြစ်လိုက်အမေဖြစ်လိုက်နှမဖြစ်လိုက်မိန်းမဖြစ်လိုက်ဘွက်ကိုပေါက်နေတာခင်ဗျားတို့ရှင်းလားဒါမို့လို့ပုပ္ပိနိဝါဒအဘိညာဉ်မှာဣတရေရဆိုမူတဲ့နော်အရှင်နုယုတ်တာတို့ရှင်နန္ဒကတို့ရှင်နန္ဒကဓမ္မဂရိကကြီးကလည်းမိဖုရား900ဘိက္ခုနီမ900တရားဟောဆိုမဟုတ်ဘူးလှည့်ပတ်ရှောင်းနေတယ်ဘာဖြစ်ဆိုတော့သူတို့နဲ့ဘဝပေါင်းများစွာသူ့ရဲ့မောင်မမိတ်တန်တွေဖြစ်ခဲ့တာသူကဘယင်ဖြစ်လိုက်ဟိုဟာတွေကမိဖုရားတွေဖြစ်လိုက်သူကဘယင်ဖဲလိုက်ဟိုဟာတွေကအမေဖြစ်လိုက်နှမဖြစ်လိုက်ဆိုတော့ဘွဲပေါအောင်တော်နေတော့မျက်နာကြည့်ရမှာကိုမရဲသိတယ်လူကြမရဲတော့ဘူးဗျဟင်ဘာမျိုးလို့ဆိုရမှကိုမသိတော့ဘူးသဘောပေါက်လားအမေဖြစ်လိုက်မိန်းမဖြစ်လိုက်နှမဖြစ်လိုက်အတော်ဖြစ်လိုက်မယားဖြစ်လိုက်ဟာရှုပ်ရှက်ကိုခတ်နေတာဟင်သဘောပါလားခုဘသူတွေအကြောင်းပြောနေတာလဲခုဘသူကိုတရားဟောနေတယ်ထင်တော့ခင်ဗျားတို့မောပြီးဟီးဟီးတဲ့ရီးနေတာအဲ့ဒါနင်တို့ဘဝတွေသဘောပါလားဥပရိမိဘုရားအကြောင်းပြောနေတာလားအရေးလုံးလို့သူတို့ကိစ္စပြီးသွားပြီခင်ဗျားတို့ဟောခြင်းလို့တရားဟောနေတာရှင်းလားအဲ့တော့ဒီလင်ဒီမြဒီသားတွေနဲ့ခြုံခဲ့ကွဲခဲ့ပေါင်းရည်တွက်လို့ကိုကျင့်တတ်သလားအဲ့တော့တို့မှာကဘဝများစွာဒါမှမဟုတ်ဒီဘဝဒီလင်ဒီသားဒီမြနောက်ဘဝကျတော့နောက်လင်နောက်သားနောက်မြပြောလေအခုကြမှာတွန်းဆုပ်နဲ့အိမ်ရောက်တော့မဟုတ်တာလုပ်နေပြီးတော့ဟမ်သဘောပါသလားဒီဘဝကျတော့ဒီလင်ဒီမယားဒီသားဒီသမီးဒီမြေဒီမြစ်အတွက်တန်ရောစင်မတွေ့ဘူးလားအရင်ဘဝတုန်းကအရင်လင်အရင်မယားအရင်သားအရင်သမီးအရင်မြေဟုတ်ကဲ့လားကဲဒါဖြင့်နောက်ဘဝကြရင်နောက်လင်ပြောလေငါတော့ကြုတ်ကြည့်လွတ်ထားတယ်သဘောပါလားဒါဖြင့်တန်တရားဟာအလွန်ဆက်ဆုပ်เสียမကောင်းဘူးလားตายာเสียလားဆက်ဆုပ်เสียလားကြည်နူးเสียများရှိသလားရှိဘူးအဲ့တော့ဥပရိမိဘုရားကိုမိဘုရားတဲ့တင်းကဒီနေရာအခုဒီနေရာလေးတွေနဲ့ကြံတဲ့နေရာနည်းနည်းမင်းနေရာနည်းနည်းရွှေ့လိုက်နောက်တော့လင်းနေထပ်ပြောပြအောင်မယ်သဘောပါလားခင်ဗျားတို့ကျုပ်တို့ရဲ့အာသုဘမမြုပ်ဘူးတဲ့မြေလဲမရှိတော့သလိုခမည်းတော်ကျုပ်တို့နဲ့ပတ်သက်ခဲ့တဲ့အမိအဖလင်သားမယားမောင်မယ်မောင်နှမမမြုပ်ဘူးတဲ့မြေလဲလက်ညိုးလေးတစ်ထောက်စာတောင်မလွတ်ဘူးရှင်းလားဒါဖြင့်ဘယ်လောက်သေးခဲ့ပြီလဲဒီနိုင်တော့အခုဒီဘဝသာခမည်းတော်လွတ်အောင်မလုပ်ရင်နောက်ထပ်ဘယ်လောက်သေးကြအောင်မလဲသဘောပါလားဒါအရေးကြီးလားမကြည့်ဘူးလားအဲ့တော့အခုခင်ဗျားတို့တန်တရားမှာပုဂ္ဂိုလ်နဲ့စခဲ့တာလားဓမ္မနဲ့စခဲ့တာလားဒါသိအောင်လို့ပုဂ္ဂိုလ်အစရှာလို့မရတော့ဘူးအနမတ္တကောယံဘိက္ခုဤတန်တာတော့ပုပ္ပကောတိနပညာယတိပုပ္ပကောတိနပညာယတိတန်တရားရှေ့ဆုံးကိုမြင်နိုင်ဖို့ဆိုတာမလွယ်နိုင်တော့ဘူးဒါဖြင့်ခွေးရစားလားကြောင်ကစားလားလူကစားလားပိဋ္ဌာကစားလားသိသလားဒါပေမဲ့သိဖို့ရောလိုသေးသလားဘယ်ဘဝစခဲ့တော့အခုဘာထူးကြမလဲရှင်းသလားထူးနိုင်သေးလားအခုအရင်ဘဝကအတိတ်ဘဝက तू ကအတိတ်ကရှင်ဘုရင်ကစခဲ့လို့ဆိုအခုဘုရင်လောက်ခိုင်းမလားဟမ်ရမလားအရင်စတော့ဘဝစမင်းတို့တောင်းစားနဲ့စခဲ့တာကွာဆိုပြီးတောင်းစားတွေပြန်လုပ်မလားသဘောပါလားအဲ့ဒီစသိဖို့ရောလိုသေးလားမလိုဘူးတကယ်ရှိတာအကြောင်းတရားနဲ့အခုခင်ဗျားတို့တန်တရားလဲတယ်ဆိုတာလဲခြင်းလို့လဲတာလားမသိလို့လဲတာလားမသိတာကအဝိဇ္ဇာပစ္စယသင်္ခါရဆိုပြီးမသိဘဲနဲ့ကာယကံဝစီကံမနောကံတွေမလုပ်ဘူးလားအဲ့တော့ကာယသင်္ခါရဝစီသင်္ခါရလုပ်တော့ကုသိုလ်တွေလည်းပါတော့သင်္ခါရပစ္စယဝိညာဏပရိသေဝိညာဉ်မရဘူးလားအခုသူတော်ကောင်းတို့အမိဝမ်းကောင်းမှာပရိသေဝိညာဉ်မနေခဲ့ရဘူးလားအဲ့ဒီပရိသေဝိညာဉ်ကလည်းအလိုလိုရတာလားအသိက္ခာသင်္ခါရရှိလို့လားအဲ့တော့သင်္ခါရကအကြောင်းဝိညာဉ်အကျိုးပရိသေဝိညာဉ်စခဲ့တဲ့အတွက်အခုခင်ဗျားတို့နာယုတ်ကြီးနဲ့အတူမနေရဘူးလား
ဝိညာဏပစ္စယနာမရူပဝိညာဉ်ကအကြောင်းဝိညာဉ်ရှိလို့နာယုတ်ရှိရင်နာမရူပပစ္စယသလယရဏနာမရူပပစ္စယနာယုတ်ကအကြောင်းသလယနာပစ္စယသလယရဏကအကြောင်းဖာသာပစ္စယဖာသာကအကြောင်းတရားနဲ့အဲ့တော့ဒီပရိသေဝိညာဉ်လေးကိုငါကိုငါဟာလို့ပြောမလားဒီပရိသေဝိညာဉ်ကငါလားငါဆိုရင်ပရိသေဝိညာဉ်ဖြစ်ပြီးတော့ပြည့်သွားပြီရှိသေးလားဒါဖြင့်ငါရှိတယ်လို့ပြောလို့ဒါဖြင့်ဒီနာယုတ်ကငါလားအခုခင်ဗျားတို့ကြည့်ရှုနေတဲ့မျက်စိနားနာလျာကိုယ်စိတ်ကငါလားတကယ်ရှိတာအကြောင်းတရားနဲ့အကြောင်းရှိရင်ဒါဖြင့်အခုခင်ဗျားတို့ဒုက္ခရောက်နေတာသည်ပုဂ္ဂိုလ်တ attva လှုပ်ခဲ့တာလားဓမ္မကလှုပ်ခဲ့တာလားသမုဒိယလှုပ်လို့ဒုက္ခရတာအဲ့တော့ဒုက္ခသစ္စာဆိုတာဘယ်သူကြောင့်ဖြစ်တာလဲကျေနပ်သလားဒါဖြင့်ပုဂ္ဂိုလ်အစရှာလို့ရသေးလားအခုဒီမှာဥပရိဇတ်ကိုပဲကြည့်ဟမ်မိရဲ့ခေါင်ကြီးကအငိုတိတ်ပြီးမော့ကြည့်နေတယ်အရှင်ဖေတပည့်တော်မိမကြီးဖြစ်ခဲ့တာလားဖေသူ့ဘဝသူနည်းနည်းယူကျုံးမရဖြစ်လာပြီနော်ဒီနားတွေကိုလူရှိပြောခံရပြီလေဒီအုပ်ကူထဲမှာမင်းယောက်ျား8600မြုပ်ထားတယ်ဆိုတော့ဟာဒုက္ခရောက်နေပြီသဘောပါသလားအဲ့တော့တက္ကမကြီးတဲ့ဘယ်သူကိုမှယောက်ျားမိန်းမပုံသေးပြောလို့အခုဥသုမင်္ဂလာတို့လည်းဒီမှာကရုံတုံးပြီးတော့သင်္ကန်းဝတ်ပြီးဖုံဖုံလှုပ်ပြီးတော့တရားဟောနေပြီအရင်ဘဝမိန်းမဖြစ်ရှင်လဲပြောလို့ရသလားခုခင်ဗျားတို့ဒီမှာအောက်မှာတရားနာနေတဲ့ထဲကလည်းမိန်းမတွေကအခုအရင်ဘဝယောက်ျားဖြစ်ခဲ့တဲ့လူလဲရှိချင်းရှိမှာပဲသဘောပါသလားအထီးဖြစ်လိုက်မမဖြစ်လိုက်အထီးမပျောက်သွားလိုက်ဗြဟ္မပြီရောက်သွားတော့ပျောက်သွားရောဘူးဗျသဘောပါသလားကြည်ရောကျင်သလားအဲ့တော့ဥပရိမိဘုရားကပြောပြီဒါဖြင့်အရှင်ဘုရားတပည့်တော်ဒီမိမဘဝလွတ်အောင်လုပ်လို့မရဘူးလားတဲ့ရနိုင်မရနိုင်လွတ်အောင်လုပ်လို့ယောက်ျားဖြစ်အောင်လုပ်တာလည်းပါတော့ယောက်ျားဖြစ်အောင်လုပ်တာဘယ်သူလုပ်ပေးလိုက်တာလဲခင်ဗျားတို့နဲ့မောလိုက်တာအကြောင်းတရားနဲ့အဲ့တော့လူကလှုပ်တာလားတရားကလှုပ်တာလားအခုခင်ဗျားတို့လူဖြစ်လာတာဘယ်သူကြောင့်တော့တရားကြောင့်လူဖြစ်ကြောင်းတရားကြောင့်ဟဲ့လူဘာကြောင့်ဖြစ်လဲခွေးဘာကြောင့်ဖြစ်နေတော့နတ်ဘာကြောင့်ဖြစ်လဲရှင်းသလားတရားကတိရစ္ဆာန်ဘုံရောက်မဲ့တရားခင်ဗျားတို့လှုပ်ထားရင်နတ်ဖြစ်ကြောင်းတရားလှုပ်ထားရင်ပိဋ္ဌာဖြစ်ကြောင်းတရားလှုပ်ထားရင်ကဲလောဘနဲ့သိရင်ပဲသွားမလို့ပိဋ္ဌာဒေါသနဲ့သိရင်မောဟနဲ့သိတော့အကြောင်းကျိုးမရှိဘူးလားဒါဖြင့်ဒီအကြောင်းတွေခင်ဗျားတို့သိနေတာပဲလူဘသူကလှုပ်ထားတာတော့လူဖြစ်ကြောင်းတရားဖန်ဆင်းရှင်ကလှုပ်ထားတာလားတကုတ်ရှင်ကလားအကြောင်းတရားနဲ့အကြောင်းရှိလို့ဒီဝိညာဉ်နာယုတ်တလာယနာဖတ်တာဝေဒနာကိုခင်ဗျားတို့လူလို့မပြောဘူးလားပြောနေတယ်အဲ့ဒီလူကဝိညာဉ်ကလူလားနာယုတ်ကလူလားတကယ်ခွဲကြည့်တော့လူဆိုတာရောရှိလားတကယ်ရှိတာယုတ်တရားနဲ့အဲ့ယုတ်နာတရားအလုံးကလည်းမြဲသောတရားလားမမြဲသောတရားလားဖြစ်ပြီးရင်ဘာသစ္စာတော့ဖြစ်ပြီးပြည့်နေပါတယ်ဆိုမှတော့ချမ်းသာမလားဆင်းရဲမလားကိုဆင်းရဲခြင်းလို့ဆင်းရဲနေတာလားသူတစ်ပါးဆင်းရဲခိုင်းလို့ဆင်းရဲနေတာလားတကူရှင်ကြီးတွေကြောင့်ဆင်းရဲနေတာလားသူတကာတွေလောက်တာမဟုတ်လို့ဆင်းရဲနေတာလားဘာဖြစ်တော့ဆင်းရဲကြောင်းတရားလုပ်လို့ဆင်းရဲကြိုးရတာမှတ်ထားဆင်းရဲကြောင်းလုပ်လို့ကြဒါဖြင့်ဆင်းရဲလွတ်ကြောင်းလုပ်ရင်ကျုပ်ခေါ်ခဲ့တဲ့ရွာတွေတဲတော့ဖောင်းပြင်အားဆုံးပဲဒါမနေ့ကကလေးတွေဆိုတိုင်းနဲ့သွားပြီကျုပ်ကသိတယ်ဒီထဲမှာမုံရွှေကြီးတွေကြီးရှိတာမုံရွှေရှိသွားသိလားမျက်စိကမုံနော်လမ်းသွားတော့လည်းတဲ့မသွားနိုင်ပါဘူး
ဒူးကခွေနေတော့ရိုင်းနေတယ်ရွှေနေတယ်ဟမ်ဟုတ်ကလားအခုပြောတော့လဲတဲတဲကွဲကွဲကြားသလားဆိုနည်းနည်းမြန်မြန်ပြောလိုက်ရီဝေနဲ့ဘာမှမသိဘူးအဲ့ဒါမှုံရွှေရီဒါမနေ့ကကလေးတွေဆိုတာတောင်းဆိုသွားပြီမနေ့ကကလေးတွေဒီလိုတရားမျိုးဆိုဆင်းရဲတာကဘသူကြောင့်ဆင်းရဲတာလဲဆင်းရဲကြောင့်တရားကြောင့်ပြန်ပြောကျုပ်တပည့်နဲ့ကျုပ်တဲ့လည်းဒီလိုမှကိုကြိုက်တာနော်ကျုံမအော်ရင်ခင်ဗျားတို့လည်းဝုတ်ခံနေတာဥစဉ်လည်းမအော်ဘဲနဲ့ဟောခြင်းတယ်တခါတလေကြတော့ဒါပေမဲ့ခင်ဗျားတို့ကလည်းမအော်လို့ကိုမရတာဆင်းရဲကြောင့်တရားကြောင့်ဆင်းရဲရရင်ဆင်းရဲလွတ်ကြောင်းလွတ်ရင်ဆင်းရဲလွတ်နိုင်မလွတ်နိုင်ဟာဒါလေးပြောတာခက်လို့လားအဲ့ဒါဘာလို့မလိုက်နိုင်တာလဲခင်ဗျားတို့ဟာသဘောပါသလားဆင်းရဲကြောင်းလှုပ်လို့အဲ့တော့ငါတို့ဆင်းရဲနေတာဘယ်သူကြောင့်တော့ဆင်းရဲကြောင်းတရားကြောင့်ကဲဒါဖြင့်ဆင်းရဲလွတ်ကြောင်းတရားလှုပ်ရင်အခုခင်ဗျားတို့ကဘာဖြစ်ရှင်တို့တရားလာနာတာတော့အေးလေခင်ဗျားတို့အစအဲ့လိုဖြေထားလို့ကျုပ်ကအဲ့ရအောင်သွားနေတာလေဗျာသဘောပါလားအဲ့တော့ပုဂ္ဂိုလ်ကလွတ်အောင်လုပ်ပေးမှလားတရားကလွတ်အောင်လုပ်ပေးမှလားဒါဖြင့်ပုဂ္ဂိုလ်ရှားမှလားတရားရှားမှလားအဲ့တော့ဆင်းရဲလွတ်ကြောင်းလမ်းရှိမရှိအခုခင်ဗျားတို့ဒီမှာပြထားတာကဆင်းရဲဖြစ်ကြောင်းလမ်းဘာလဲလဲအဝိဇ္ဇာသင်္ခါရကြောင့်ခန္ဓာဘယ်နှပါးရတာဘာသစ္စာတော့အဲ့ဒီဒုက္ခသစ္စာကအလိုလိုဖြစ်တာလားသမုဒိယကြောင့်ဖြစ်တာလားအဲ့လိုမင်းတော့လည်းတအားဖြေနိုင်ကြတာပဲကျုပ်ကလည်းအဲ့ဒါကိုမုန်းတာရှိရနေအကုန်ခေါ်သွားရတာပေါ့သမုဒိယကြောင့်ဘာဖြစ်တော့ဒုက္ခဖြစ်တယ်နောက်ထပ်သမုဒိယသာထပ်လို့ရင်နောက်ဒုက္ခတွေရအောင်မှာအဲ့သမုဒိယသိရင်ဒုက္ခငြိမ်းနေပြန်တော့အဲ့ဒါကြုတ်ကြည့်ပြောသွားတာခင်ဗျားတို့ပြောတာမှမဟုတ်ဘဲနဲ့သဘောပါသလားဘယ်သူကိုယ်တိုင်သိရမှာတော့ခင်ဗျားတို့ညံထဲမှာရှင်းနေမှဒီနေ့တရားဟောရကြုံတတ်မှာပေါ့ကျုပ်ကတော့ကျုပ်တက်ပြီးသားမလို့ပြင်မော်တက်နေတာပေါ့ဗျကျုပ်ပြောတာထိုင်နားထောင်ဖို့လာတာမဖြစ်စေနဲ့နောက်ဆိုရင်ရှင်းလားသဘောပေါက်သလားအဲ့တော့ငါတို့ရှားမှာပုဂ္ဂိုလ်တရားခံရှားမှာလားတရားခံရှားမှာအေးအဲ့ဒါကြောင့်မို့အဝိဇ္ဇာနဲ့တဏှာအရင်ကံဥပါဒံကံကြောင့်ယုံနံပေါ်မပြောလားပြောတော့အဝိဇ္ဇာနိဝရဏနံတဏှာတန်ယောဇနနံတဲ့ခင်ဗျားတို့ဘဝတွေရဲ့ဖြစ်စဉ်အမှန်ကိုမသိအောင်လုပ်ထားတာကအဝိဇ္ဇာအခုရောက်လေရာဘဝမှာနော်တန်တရားလွတ်ကြောင်းမရှာနိုင်အောင်အလုတ်ရှုပ်ထားတာကဒါသာမှတ်ထားရှေ့တကကြီးဥလာသိမ့်မေးဒီရွယ်ရောက်ပြီခင်ဗျာတန်တရားလွတ်ကြောင်းရှာပြီလားလို့မေးရင်ရာဟုသူဖေးဖို့ပွတ်နေတော့ရှိသေးတာသဘောပါသလားတော့အပေါ်ထောင်ကြည့်လိုက်အောက်ကြည့်လိုက်ဘာကြည့်လို့တန်တရားလွတ်ကြောင်းတော့မဟုတ်ဘူးရှင်းသလားဘာလို့သူတရားမထုတ်နိုင်သေးဘူးဘာဖြစ်လို့ဆိုဖေးဖို့ဆွဲထားလို့ဟုတ်ပလားအိမ်ရောက်သွားတော့ကောဆိုတော့မြေးလေးရရှိသေးတယ်သဘောပါသလားအဲ့ဒါမြေးကြောင်လားဘုရားသိင်ကြီးတရားအမထုတ်ဖြစ်တာမြေးကြောင်လားဘယ်သူတော့တဏှာသဘောပါလားအားလုံးသဘောပါလားအခုခမည်းတော်ကိုဒီမှာဒီထဲကနေလွတ်အောင်မလုပ်နိုင်တာတဏှာအခုသားရည်သမီးရည်စီးပွားရေးလူမှုရေးမရှိဘူးလားနောက်ခါကျတော့သားလေးကမကြည့်သေးဘူးဆိုဘယ်သားတုံးလို့မေးကိုသားတော်ခဲ့တာလောကမှာဘယ်နှယောက်ရှိပြီတော့ဟောဒီတစ်မျိုးလုံးကခင်ဗျားတို့သားမတော်ဘူးလေလူဟုတ်ဘူးလားကျင့်တတ်သလားယောက်ျားမတော်ဘူးလေလူလေမိန်းမမတော်ဘူးလေလူလေစဉ်းစားကြည့်နော်အခုကိုမိန်းမကပဲအရင်ဘဝကိုယောက်ျားဖြစ်ပြီးကိုကသူ့မိန်းမဖြစ်ခြင်းလဲဖြစ်ခဲ့မှာဘလောက်ပွဲပေါက်နေတဲ့လောကလဲစဉ်းစားနော်အခုဘဝမရကအရင်ဘဝကအမေဖြစ်ခြင်းလဲဖြစ်နေမှာကဲတန်တရားဆိုတာအလွန်ကြောက်စရာမကောင်းဘူးလားအဲ့တန်တရားကြီးကိုလဲအောင်လုပ်နေတာဘယ်သူတို့အဝိဇ္ဇာနဲ့မသိတာကဒီလောကအမှန်တရားကိုမသိတာ
Yipa now Puetaraga Awazaga Pong Tanaga Chot Habido, Badua Kaino. Who needed in Camaro loaded a Kayagan was Ziga Manogan loaded him Shula. Very loaded Badu Kainatino. What a kind. Go Soene go lonely Jadabe. Eh? Kamu Baran Soe, Detu Baran Soe, Tilabru Baran Soe, Adabadu Baran Soe, go Soene go Mshula. Eddie a Soeli a Bio Kaine Dine. Biore, Eddie a Soeli a Jan Kaine Dine. Jane, the Soe will Lomia with Bam Janam. Shela. Go Soela needed Yaujado, Soe needed Lua, Yaujado, but since I be Ayatala. Dadami Soe needed Lua. Dadami Soe be Ayatala, Aya when already Dadami Soe the same $8. Shela. Osa Pisi Soe needed Luale. Osa Pisi, Yadu Soe needed Lua. Hey, that was all Yachi to me like Benson, you know, so Lucia Chata, no, that was Yinda Pipi Kata. I was a low machine also use on Wujon Pilavi. Dobala. Mena Anabawa Biabi, Jania, Saunia, Hulu, how do you how long did Lua Benson let you be Obama Lucia, ain't how long how may I would have been saying you be so Ele, Nilaga and Lauda Mungarusha, Jenny and Yinza? Dobala. Giorginadala. And Budu Kaina Lonely. Ubaran Kaina Lonely. I don't think Ubri Mibia Mamine. But do to only that is all. Yamada Mindre. Badele? I Yamada may have an Elsie. Sit down at Chow Town. Barely and only that only come yard. Dobala. Two Pia Cabile, dealing to us who sit down Chow Town, Bulu Jamale. Dobala. Who she town Chow Town dress will let dealing at Tala me. Dobala no? Garabi do Tandiama, Longo Tandia, she loves Ramadi Jaula. And a Tatu Adilu, the Miva Adilu, they are Amaton and the Buso, bear the Midu Lelu Mila. Shenrai. The Mima do Lule. Damado Lule. Jinabino? And Tandia, she la Kayirema. Pogo Tadua Jam Shinidala, Tayajam Shinidala. David. Tandia Sakanta Chile, Banebedam. Tilomiro Malola. Luere, a Luan Camero Yamabao. Hopla. Well, the Margaret, they did about no, Miami Sandani Filo, Mali, Camero, Judo, Tandiago, Leo, Locada, Baduro, the Chala, the Yalas of the Yama, about Pia Babida, the Chala, the Yalas of the Yama. Huh? David Tandia Sakanta Surabogu, Tabimala, Tabimala, Tabima Pia. That's a Kubanian Baumla. David Kukumero Shama, Lin Shama, the Yasham. Oh, Gina de no? Bashaman. Nobody do it. Churchin, two kind had a pound, no challenge. Simpia. Davido ye. Shinega toka minye de gua moha abai mango. Bare toka ga badu jong phit da. Ama ma thi da ga. Eri toka apu mi ne de gua moha amai mango shin phya kaung swa phe khwa cha ke ba bi phya. Be lin be yaoja be tha be thami twet ma tabi do ngo sia chaung mashi do bu phya. Tabi do bawa tabi do luat aung long me so bi era thadana ba phit do chet chin mi baya ye bawa ko swat phan yi swat ne awat ko wat bi do ye thait lop bi taya a thukဟုတ်ကလားအဲ့ဒီဥပ္ပရိရဲ့အကျင့်ကိုလည်းမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဟိုခုနကမုတ်ဆိုးမကြီးသိအောင်သိချဟောတယ်သူ့ဘဝကိုလွတ်မြောက်ကြောင်းအားထုတ်တော်မယ်မိမဘဝကြီးပဲအခု7600သောမင်းရဲ့မိဖုရားဆိုမိမဘဝကြီးပဲမဖြစ်ခဲ့ဘူးလားဖြစ်ခဲ့တော့ဒါလွတ်အောင်ယုံတော့မယ်ဆိုပြီးတော့တခါတည်းအဲ့ဒီဥပရိဒေဝီဟာမေတ္တာဇန်နေပွားများပြီးတော့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗျမဇိုတရားကိုယသိကြီးရဲ့လမ်းညွှန်မှုတဲ့အားထုတ်လိုက်တာခင်ဗျာပရမဇန်ဒုတိယဇန်တတိယဇန်နေရပြီးတော့ဇန်ပိန်ကျင်တကိုးနဲ့သေပြီးတော့ဗျမပြည်ကိုလာပါတယ်ဘယ်ကိုလာတယ်ဗျမပြည်လာတယ်ဆိုအထီးအမဘဝကမလွတ်ဘူးလားအလွတ်သွားပြီဆိုတော့အဲ့ဒီတရားလေးကိုဟောလိုက်တော့မှဒီခုနကသာဝတိမြို့က
လောလောလတ်လတ်မဟုတ်ဆိုမှဖြစ်နေတဲ့တက္ကမကြီးကလည်းအတိတရားတန်ဝေကရပြီးတော့မြတ်စွာဘုရားရှေ့မှာတင်သောတာပန်တည်တယ်သောတာပန်တည်တယ်ဆိုတာတခြားမဟုတ်ဘူးဘယ်လိုပုဂ္ဂိုလ်မျိုးတို့ဆိုတော့အခုခမည်းတော်ကိုမေးလိုက်မယ်သူတော်ကောင်းတို့ဦးဇင်းတို့ဆင်းရဲနေတာဘယ်သူကြောင့်ဆင်းရဲတာလဲဩအများကြီးပြောတော့သူတို့ဘယ်လိုပြောမှမသိဘူးတလုံးနဲ့ပြောရင်တရားပဲအရကရုရဲ့နော်ဘယ်သူကြောင့်ဆင်းရဲလဲဆိုရင်တရားကြောင့်ပါဖေဟာဟုတ်ကလားဆင်းရဲကြောင့်တရားမရှိဘူးလားဒါဖြင့်ဒီဆင်းရဲကလွတ်ချင်ရင်မလုပ်ရမလို့ဆင်းရဲလွတ်ကြောင်းအမလီဖောင်းပြင်လောက်အားတာဖောင်းပြင်မဲ့ရှိတရားသိမ့်လို့မရဘူးတလောက်អော်ခဲ့တာကိုသူတို့ဘာဖြေမှမသိဘူးခုချိန်ဒီအဝိဇ္ဇာပြောမှလို့တဏှာပြောမှလို့အဲ့ဒါဒီအားလုံးကဘာလဲတရားဆင်းရဲတာဘယ်သူကြောင့်လို့ဆင်းရဲကြောင့်တရားကြောင့်ပေါ့ဆင်းရဲကလွတ်ချင်ရင်ဆင်းရဲလွတ်ကြောင်းတရားရှာအောင်မလေးဟာအဲ့ဒါဟိုဘက်ပုံပြင်ပြန်ပြောပြီးဒီဘက်ပြန်ပြောမေ့သွားအောင်ပါပဲဖောင်းပြင်ကျုပ်မှတ်ထားမယ်ခင်ဗျားတို့နော်ဟောခဲ့သမျှတဲ့တော့တော်တော်ကိုစဉ်းစားနော်ဘယ်သူကြောင့်ဆင်းရဲတာလဲဆင်းရဲဖြစ်ကြောင်းတရားခုနအဝိဇ္ဇာတဏှာဥပါဒံဆိုတာနေမရှိဘူးလားအဲ့ဒါတွေကပုဂ္ဂိုလ်တွေလားတရားတွေလားမှတ်ထားလူဘာကြောင့်ဖြစ်လဲလို့မေးရင်လွယ်လွယ်လေးပဲလူဖြစ်ကြောင်းတရားကြောင့်ခွေးဘာကြောင့်ဖြစ်သွားတာလဲခွေးဖြစ်ကြောင်းတရားကြောင့်နတ်ဘာကြောင့်ဖြစ်သွားတာလဲဖြေတတ်ပြီနော်ဒါဖြင့်တို့ဘာလို့ဆင်းရဲနေတာလဲဒါဖြင့်ဆင်းရဲကလွတ်ချင်ရင်ဆင်းရဲရှင်းရလားကဲမမေ့ခင်သိမ့်မှဖြစ်မယ်တို့ခင်ဗျားတို့ကမေ့သွားတာဟုတ်ရသဘောပါသလားဟမ်အဲ့တော့အခုဒီတက္ကမကြီးဆင်းရဲလွတ်ကြောင်တွေ့မသွားဘူးလားတကယ်တော့သောတာပန်တည်တယ်ဆိုတာခင်ဗျားတို့သက်သေပြမလို့အခုခင်ဗျားတို့ကအဲ့ထဲတယောက်မှပါမလားတော့ဘာသက်သေမှပြလို့မရဘူးဟမ်တကယ်တော့ခုနဦးစင်းမေးတဲ့အချိန်ကခင်ဗျားတို့ဘာလို့ဆင်းရဲနေတာလဲလို့မေးရင်ဘယ်လိုဖြေမလို့ခင်ဗျားတို့ကအဲ့လိုဖြေလိုက်မယ်ဖြေလိုက်တော့ဦးစင်းကဘာလို့ဆင်းရဲလွတ်အောင်ဘယ်လိုလုပ်ကြမလဲဆိုရင်ဆင်းရဲလွတ်ကြောင်တရားရှာမှာပါလို့ဖြေခဲ့ရင်တော့ခင်ဗျားတို့ကအဲ့ဒီတရားကိန်းပြီလို့ပြောပြီးတော့တရားသိမ့်တော့မှာအခုကတော့ခင်ဗျားတို့ကကြုတ်ပြောမှပြန်ပြောတာဆိုတော့တီချင်းတီကြုတ်ပဲတီမှာခင်ဗျားတို့တီစရာတော့မရှိဘူးကဲသဘောပါပြီလားဟမ်ကြေရောကျင်တတ်သလားနေပေါင်းသဘောတူညီတဲ့ယုံမှာဦးစင်းကအာရမခင်ဗျားတို့ကိုနှိပ်ကွပ်ပြီးပြောသွားတာလားဟမ်ဦးစင်းကတမင်သက်ခင်ဗျားတို့ကိုလှည့်စားပြီးတော့ပြောနေတာလားအရှိမနားလဲအောင်မရှင်းခဲ့ဘူးလားရှင်းခဲ့တယ်ဒါပေမဲ့ခင်ဗျားတို့သဘောပေါက်နေတာကအဝိဇ္ဇာရောက်ရင်အဝိဇ္ဇာစီပါသွားလိုက်တဏှာရောက်ရင်တဏှာစီပါသွားလိုက်နော်ဆိုတော့ဥပါဒံရောက်တော့ဥပါဒံပဲလှည့်သွားလိုက်ဆိုတော့အကြောင်းတရားကိုမမြင်နိုင်တော့ဟုတ်ပြီနော်အဲ့တော့တကယ်ချုပ်ပြီးမြင်ရမှာကတတ္တဝါတွေဆင်းရဲနေတာဘယ်သူကြောင့်လဲကဲဒါဖြင့်ဆင်းရဲကလွတ်ဖို့ဆိုရင်ကောအဲ့တော့ဆင်းရဲလွတ်ကြောင်းတရားရှိမရှိဆင်းရဲလွတ်ကြောင်းတရားသည်မဲ့ခင်၈ပါးအဲ့တော့မဲ့ဆိုတာလမ်းလွတ်ကြောင်းလမ်းစဉ်တရားရှိမရှိအဲ့ဒီတရားတွေနဲ့ကြည့်တော့မဲ့ခင်၈ပါးနဲ့ဘု து ခန္ဓာကြည့်မှလဲအခုကိုယ်ခန္ဓာဘု து ခန္ဓာအခုအပြောကတော့ကိုယ်ခန္ဓာပေါ့ဒါပေမဲ့အဲ့ဒီခန္ဓာဟာကိုယ်ဟာလားခန္ဓာဆိုတာအပေါင်းစုရုပ်တို့ရဲ့အပေါင်းစုနာမ်တို့ရဲ့အပေါင်းစုအဲ့တော့အားလုံးမှာယုံနာရှိမရှိဘယ်သူယုံနာမဲကြည်တရားလားမမြဲသောတရားလားဟောတရားမှာじゃအားလုံးတူမတူယောက်ျားမှာရှိတဲ့ယုံနာရောမြဲသလားမိန်းမတွေမှာရှိတဲ့ယုံနာရောဒါဖြင့်ဟိုဘဝကယုံနာရောနောက်ရမယ့်ဘဝကယုံနာရောဒါဖြင့်ယုံနာခန္ဓာမှန်သမျှဖြစ်ပြီးတော့ဘာသစ္စာတော့အဲ့ဒီဒုက္ခသစ္စာကြီးကအလိုလိုဖြစ်လာတာလားအကြောင်းသမှုကြောင့်ဖြစ်တာလားအဲ့တော့ဆင်းရဲကြောင်းတရားကြောင့်ဆင်းရဲတယ်အဲ့တော့ဆင်းရဲလွတ်ကြောင်းတရားအနေနဲ့ကြည့်လိုက်တော့ယုံနာခန္ဓာဘာသစ္စာဒုက္ခသစ္စာလို့အမှန်သိသွားရင်ဒီဘက်ကတဏှာသမှုရိယလာအောင်မလားတဏှာဥပါဒံမလာရင်ဆင်းရဲဖြစ်ကြောင်းမသိဘူးလားဒါကြောင့်သေတာကသမုဒိယသစ္စာအကြောင်းသိသွားတာအကြောင်းသိရင်နောက်ဒုက္ခအကျိုးလာစရာ
ကျေနပ်သလားဒါဖြင့်ဒုမြတ်စွာဘုရားရဲ့သာသနာအဆုံးအမသည်တန်တရားဒုက္ခကလွတ်နိုင်မလွတ်နိုင်လွတ်ကြောင်းတရားရှိမရှိဒါဖြင့်လွတ်အောင်လုပ်ပေးမဲ့ပုဂ္ဂိုလ်မျိုးရမှာလားလွတ်ကြောင်းတရားရအောင်ရှားမှာလားကျေနပ်ပြီလားအဲ့တော့လွတ်ကြောင်းတရားမဲ့ခင်ဘယ်နှပါးသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်မယ်ကိုယ်ကိုကြည့်တော့ခန္ဓာဘယ်နှပါးရုပ်တရားနဲ့အကျယ်ချဲ့တော့ခန္ဓာအကျဉ်းချုံတော့ရုပ်တရားနဲ့အဲ့ဒီယုံနာနှစ်ပါးခန္ဓာ၅ပါးသည်မြဲသောတရားလားမမြဲသောတရားလားဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးတော့ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ဟေးကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ငါတို့ဒီဘဝအသက်ရှင်နေတာဘသူအတွက်လဲလို့ဆင်ခြင်ပြီးတော့ပြန်ကြ